နေ့သာသနာတော်နှစ်2550ခုနှစ်လူတော်ဟာဂောဇာသက္ကရာ1369ခုနှစ်ကစုံလာပြည့်ကျော်9ရက်နေ့ညရန်ကုန်တိုင်းလသာမြို့နယ်အမှတ်ရှိရပ်ကွက်23လအခမ်းအနားမိသားစုများ၏သံဃာဒါနဆွမ်းတော်အသင်းမှကြီးမှုကျင်းပတော်39ကြိမ်မြောက်ဆွမ်းတော်အကျိုးအထုတရားဝင်ဓမ္မသဘင်ဝင်ဟောကြားအပ်သောဧကုတ္တနိကေနဘုရားရှင်တော်များဟောကြားတော်မူအပ်သောပဂုရိတဒါနသုတ်တံကိုအခြေခံတန်စာဆင်ဟောကြားအပ်သောလှူထပ်ပါစေအမိယာသောတရားတော်သိတဲ့ဗာတရားနဲ့လှူထပ်ပါစေတဲ့ဟုတ်လားဆွမ်းလောင်းလှူကြမဲ့ပုဂ္ဂိုလ်တွေဆိုတော့လှူထပ်အောင်လို့ဒီကနေ့ညဒီတရားကချဲ့နေမိုးလင်းတဲ့ဖြစ်ချဲ့လို့ရခြေနေမကောင်းလို့ချုပ်မယ်ဆိုရင်လည်းနိုင်ဝက်နဲ့အပြီးခေါ်လို့ရဟုတ်လားဒါကြောင့်အခြေအနေကိုရွေးရတာချဲ့လို့ချုံလို့လွယ်တဲ့သုတ်တန်ရွေးတော့ဒီသုတ်တန်လေးပဲပေါ်လာတယ်ဗာတရားနဲ့လူထပ်ပါစေတဲ့နော်ဒါကြောင့်လူထပ်ပါစေအမည်ပေးတဲ့ဒီတရားကိုမဟောကြားမိမနာကြားမိတရားတို့ရဲ့ပိုင်ရှင်ဖြစ်တော်မူသောသုံးလောကထောက်တသက်ပင်ညမြတ်စွာဘုရားကိုယုတိစွာရှိခိုးကြတော့ပူဇော်လိုက်ကြရအောင်ဒါကြောင့်အလုံးရဲ့ကိုယ်စားဦးဇင်းတို့ကကျွတ်ဖက်ပူဇော်ရမှာဖြစ်ပါတယ်ဒါကြောင့်အလုံးသောဓမ္မဆွေတော်မျိုးတော်များကလည်းလက်အုပ်လေးတွေချီမျက်လွှာလေးတွေချကျွတ်ဖက်ပူဇော်နေတဲ့ဘုရားရှင်တော်မြတ်ရဲ့ဂုဏ်တော်များကိုအာရုံပြုပြီးတော့အတူတူပဲပူဇော်ကြမယ်အာယုံယူလို့ရအောင်ဦးဇင်းတို့ဖြည်းဖြည်းချင်းတစ်ပိုက်ချင်းတစ်ပိုက်ချင်းရုပ်ဖက်ပူဇော်ပေးပါမယ်ဧလောအာနနံသောဗံဓမ္မေတံဓမ္မဒေသကံကာလိတံသဗ္ဗကန္တနံအိန္ဒကံဒနမမဟံဣတိနာသစ္စာဝဇေနာဒုခိတာဟွန်တုသာတော်ဧနာအာနနံသောဗံဓမ္မေတံဓမ္မဒေသကံကာလိတံသဗ္ဗကန္တနံအိန္ဒကံဒနမမဟံဣတိနာသစ္စာဝဇေနာဒုခိတာဟွန်တုသာတော်ဗန္တိဘုဒ္ဓသက်ရှိရလုံးနေ၍ကိုယ်ပေတဲ့လုံးမြင့်မြတ်တော်မူပေသောအရှင်မြတ်ဘုရားဒီအရှင်မြတ်ဘုရားဤအာနန္ဒံဘုမြောက်တင်ရှုမြတ်မဝအာမယနိုင်သောမြတ်နာတော်အပြင်သည်ဣန္ဒဝါအာဂဝေဟိထကောင်းခင်ဝေမောင်းနေလေသောယုံနေသောတာယောအတိဝေဝေလာမင်းကြီးကဲ့သို့သောဝံဘုသူမြင်သူရှုသူအာသာအသာမပြေတည်တယ်လပ်ပါတော်မူပါပေသည်ဘုရားဣနောအာနန္ဒံသောဗံသောတာရောက်၏ပြုဝေတိဝေဝေလာမင်းကြီးတမြဤညဝေကောင်းလာပါသောမြတ်နာတော်ဖြင့်လည်းရှိတော်မူပါပေသာသောဓမ္မေတံတရားကြောင့်ခိုင်ထုံ
သာအောင်နိသဘွေရလည်းဖြစ်တော်မူပါပေထသောဧနကံရှိရှိသမျှဓမ္မဥဒ္ဓံအလုံးစုံကိုသေယံပါဣသာဆိုရတော်မူပေထသောဒါနာယကံမဂ္ဂင်ရှိစုအောင်လန်ထူ၍နေဘူတောင်မူမောင်ကတို့ဖြင့်ဆောင်ကိုယ်တော်မူညာထိုရှင်တော်မြတ်ဖရာကိုအဟံဓမ္မကထာဒေသနာကိုဖွေချဟောပြီးစိတ်ကရည်၍ဉာဏ်စေအားဆုံးဖရာတပည့်တော်ကျွန်ုပ်သည်နမမိမန္တတော်ပလင်ဥစီကသရနောရွှေရွှေမြူပြီးလည်းဖြီဝညခါနေ၍အရင်ရင်ကရောလိုက်ရပါတော့သည်မြတ်စွာဘုရားဣတိနာသစ္စာဝသေနာဣသောလုံသံဘောထုပြောင်း၍ဟောမှစွာပြောဆိုရသောဗနာမသစ္စာစကားကြောင့်သာလဝတရားရှိခင်စေကောင်းဝိညာဉ်ကုန်သောသေသူတော်စင်တရားနာပရိသတ်ပေါင်းတို့သည်ဒုက္ခိတာပြောက်ပြက်စီဝါတက်လျက်စေစရွှင်လန်းဝမ္ပတသာချမ်းသာခြင်းရှိကြကုန်သည်ဟွန်တုဖြစ်ကြပါစေကုန်သတည်းနေဒုက္ခသာကိုယ်ဆင်းခြင်းစိတ်ဆင်းခြင်းကိုယ်စိတ်တစ်ပါးတို့၏ဆင်းခြင်းစွာသောဆင်းခြင်းအပေါင်းတို့မှလည်းကင်းဝေးကြကုန်သည်ဟွန်တုဖြစ်ကြပါစေကုန်သတည်းနေဝယသာအတ္တနုဝါဒဘိပရာနုဝါဒဘိဒန္တာဘိဒုက္ခတိဘိအစာရှိကုန်သောမကောင်းသောဘေးအပေါင်းတို့မှလည်းကင်းဝေးကြကုန်သည်ဟွန်တုဖြစ်ကြပါစေကုန်သတည်းနေသောကသမညောမမိန်တို့ရှိ၍ဆိုရိမနာကြောင့်ကြမှုဆွေကိုကျွင်းခြင်းတို့မှလည်းကင်းဝေးကြကုန်သည်ဟွန်တုဖြစ်ကြပါစေကုန်သတည်းဟွန်တုယခုစွာသောသစ္စာနှင့်ဘုလိုအပ်သောမေတ္တာလက်ရှိဝါတို့ကြောင့်အချိန်မကြာကိုယ်စီကိုယ်ငါဖြစ်တော်မူနိုင်ကြပါစေကုန်သတည်းကဲချမ်းသာသလိုတတ်တာသလိုထိုင်ပြီးတော့နားနိုင်ပါပဲရှင်ပြေသလိုထိုင်ပါအောက်ကတော့အေးအေးလေးဆိုတော့ပူစရာအကြောင်းမရှိတော့အေးဓာတ်မခံနိုင်တဲ့တယောက်နဲ့တယောက်ညီညာရင်းလေးယူပြီးတော့သူ့ပေါင်းမတလဲလဲကိုယ်ပေါင်းမတလဲလဲပြီးနာမှာဒီတဲ့ဆင်ကျင်လဲသူ့ပေါင်းမကိုအိမ်ကိုယ်ပေါင်းမသူအိမ်ပြီးတော့နာဟမ်ဘာလေးရလဲလူတတ်ပါစေတဲ့ဟုတ်လားလင်တို့ဒါနအကြောင်းကိုဟောခဲ့ပါတယ်ဆိုတော့လည်းပဲဒီဆွမ်းလောင်းသင်ကဥစဉ်ကိုယ်တိုင်မြင်တွေ့နေတဲ့ဆွမ်းလောင်းသင်ဆိုတော့အမြဲတမ်းလှူနေတာကိုသိနေတော့အလှူရဲ့အကျိုးတရားကိုပြည့်ပြည့်ဝဝရစေခြင်းနဲ့အလုံးတော်တို့ဗုဒ္ဓဘာသာဝင်သူတော်စင်များနဲ့နေ့တိုင်းအလှူဒါနတွေပြုနေတဲ့အခါမှာ
မိမိတို့ပြုလိုက်တဲ့အဲ့ဒီအလူဒါနရဲ့ကောင်းကျိုးကိုပြည့်ပြည့်ဝဝရစေခြင်းနဲ့ဒါကြောင့်ဘုရားအမိကဗါတဲ့နဲ့လူထပ်ပါစေတဲ့နော်ယင်စိမာနိဘိက္ခဝေသဗ္ဗရိတဒါနာနိယင်စိမာနိဘိက္ခဝေသဗ္ဗရိတဒါနာနိသဒ္ဓာယဒါနံဒိတိသကေသဒါနံဒိတိကာလိနဒါနံဒိတိအနဂိတာစေနောဒါနံဒိတိအတ္တနေသပရိသအနုဘာဟိသဒါနံဒိတိသိတဲ့ဘာတွေရွတ်သွားတာလဲဘာမသိဘူးဟုတ်လားရှိုးရိုးလေးမြမပြန်မေးမှာမကြောက်ပါနဲ့ဒုပရိသဒီဘက်မျက်လုံးပြူးကျယ်ပြီးကြည်နာအောင်လုပ်ရတာဟုတ်လားဘေကဝေပရိသလေးပါจิตจิตမိတောသဗ္ဗရိသဒါနာနိဘုရားအစာရှိတဲ့သူတော်ကောင်းကြီးပေးလို့တဲ့အလူဒါနမျိုးသည်ဣမာနိပြင်စာဤငါမျိုးတို့ပါသည်จิตจิตမိတို့တဲ့ဟောဒီလောကဤထဲမှာအဆူဆူပွင့်တော်မူပြီးကြတဲ့ဘုရားရှင်ကိုယ်တော်မြတ်ကြီးတွေအလောင်းတော်ဘဝပါရမီဖြည့်စဉ်ကာလတရှောင်းလုံးမှာတဲ့ဖယားလောင်းတိုင်းဖယားလောင်းသည်ဘယ်လူမျိုးကိုလှူကြပါစေမူငါးချက်နဲ့ညီမျှအောင်လှူကြပါစေဘိဒဖယားလောင်းသူတော်ကောင်းနေအလှူဒါနပြုရင်မူဘယ်နှချက်ရှိတယ်မူရှိရတယ်ဘိဒဘာရှိရတယ်မူရှိရပါဒါနကောင်းမှုပြုရင်မူရှိရမယ်သီလကောင်းမှုဆောက်တည်ရင်မူရှိရမယ်ဘာဝနာကောင်းမှုပွားများရင်မူရှိရမယ်မူဆိုတာပြိဿရဲ့စီကံချက်ပဲဟုတ်တယ်မို့လားဒါနကောင်းမှုပြုရင်ဒါနကောင်းမှုရဲ့ကောင်းကျိုးတရားကိုလိုချင်လို့ပြုတာလားမလိုချင်လို့ပြုတာလားလိုချင်လို့ပြုတာဒါနကောင်းမှုပြုရင်ဒါနကောင်းမှုရဲ့ကောင်းကျိုးကိုလူတိုင်းလိုချင်တယ်ဒါဆိုရင်မိမိလိုချင်တဲ့အဲ့ဒီဒါနရဲ့ကောင်းကျိုးတရားတွေရဖို့ရန်အတွက်ဘယ်လိုစည်းကမ်းတွေဘယ်လိုမူပေါင်းတွေနဲ့ကိုက်အောင်လှူဒန်းမလဲသိဖို့မလိုအပ်ဘူးလားသီလကောင်းမှုစောင့်တည်ကျင့်သုံးမယ်သီလကောင်းမှုစောင့်တည်ကျင့်သုံးရင်ဟောဒီသီလရဲ့ကောင်းကျိုးတရားတွေရလိမ့်မယ်သီလရဲ့ကောင်းကျိုးတရားတွေတကယ်ရစေနိုင်တဲ့ပြည့်ဝတဲ့သီလအကျိုးကိုရအောင်ဘယ်လိုမူလေးစည်းကမ်းနေနဲ့ကျင့်သုံးမလဲရှိရမယ်ဟုတ်လားဒါဆိုရင်နောက်တစ်ဆင့်မြင့်လိုက်တဲ့အခါယုတ်တရားနဲ့တရားကိုဝိပဿနာဘာဝနာတရားရှုမှတ်ပွားများကြမယ်ဆိုရင်ဟောဒီဘာဝနာကောင်းကျိုးဆိုတာကလူတိုင်းမျှော်လင့်လိမ့်မယ်မိမိတို့မျှော်လင့်တဲ့အဲ့ဒီဘာဝနာကောင်းကျိုးတွေရဖို့ရန်အတွက်ရောဘာဝနာပွားတဲ့အခါမှာစီကံနေမူပေါင်းနေဆိုတာမရှိဘဲနဲ့ရနိုင်ပါမလားမရနိုင်ဘူးအဲ့ဒီဒါနသီလဘာဝနာဆိုတဲ့ကောင်းမှုများတဲ့ကဒီကနေ့ဟောဒီသုရှိရက်ွယ်23လအထဏမိသားစုကမြတ်စွာဘုရားရဲ့သာတော်သံဃာတော်ရှင်မြတ်တွေမြတ်စွာဘုရားရဲ့သာသနာထမ်းရွက်တော်မူကြတဲ့အခါမှာပရိယတိသာသနာချမ်းသာသာနဲ့သာသနာပြုနိုင်ဖို့ရန်ပฏิပတ်တိသာသနာချမ်းသာသာနဲ့သာသနာပြုနိုင်ဖို့ရန်နဲ့တပတ်လျင်တစ်ချိန်သောတဏ္ဍသောဆွမ်းကောင်းကောင်းကိုလှူဒန်းလို့သာသနာပြုနေကြတယ်မှန်မလားမှန်မှန်နေတယ်ဒါကြောင့်အာလုံးတို့တရားဓမ္မတွေလည်းနေ့တိုင်းဒါနကောင်းမှုပြုမနေဘူးလားပြုပါရဲ့ဗျာအဲ့ဒီနေ့တိုင်းဒါနကောင်းမှုတွေကနေမှဒီကနေ့အထူးပြုပြီးတော့ပြုလိုက်တဲ့ကောင်းမှုကတပတ်လျင်တရက်သံဃာတော်ရှင်မြတ်ရဲ့သံဃာကုံရည်မှန်းပြီးတော့ဆွမ်းလေးတစ်နှက်နဲ့မလောင်းလို့ဘူးလားလောင်းရပါတယ်ဗျာလောင်းလို့လေဟုတ်လားအာလုံးသောရှင်သာမိတော်မြတ်စွာဘုရားရဲ့သာသနာမှာဘုရားရှင်စင်စစ်ဧကံဖြစ်ခဲ့ကြတဲ့ဘုရားလောင်းတို့သည်ဘုရားရှင်ကိုယ်တော်မြတ်ကြီးတို့သည်အလောင်းတော်ဘဝကာလတစ်လျှောက်လုံးမှာဒါနကောင်းမှုပြုတိုင်းမှာဟောဒီမူငါးချက်နဲ့ပြည့်စုံညီညွတ်ပါတယ်
ငါဘုရားဟောလိုက်တဲ့မူ၅ချက်ဆိုတာဘယ်လိုမူ၅ချက်လဲနံပါတ်1သတ္တာယဒါနံဒိဋ္ဌိဘုရားလောင်းတွေဟာအလူဒါနပြုကြတယ်ဆိုရင်သတ္တာယယုံကြည်တဲ့တရားတရားနဲ့ပဲဒါနံအလူဒါနကောင်းမှုကိုဒေတိပေးလူတယ်ဘုရားလောင်းသူတော်ကောင်းကြီးတွေဒါနကောင်းမှုပြုရင်နံပါတ်1မှတ်မယ်ယုံကြည်တဲ့တရားတရားနဲ့ပဲပေးလူတယ်သိတဲ့ဘာနဲ့ပေးလူလဲယုံကြည်တဲ့တရားတရားနဲ့ပါဗျာကဲဒုပရိသတ်ဒီနေရာမှာတော့ကွန်ပယ်လေးပေါ့နှိုင်းရှင်ကြည့်ဘုရားရှင်ကိုယ်တော်မြတ်ဖြစ်တော်မူလာမယ်ဘုရားလောင်းကြီးတို့သည်ဘဝသန္တရာမှာဒါနကောင်းမှုတွေပြုတိုင်းမှာတဲ့ဘုရားကိုယုံကြည်တဲ့တရားကိုယုံကြည်တဲ့သံဃာကိုယုံကြည်တဲ့ငါပြုလိုက်တဲ့ဟောဒီကောင်းမှုကုသိုလ်ကံတွေကငါကိုဒီဘဝမှာလည်းကောင်းကျိုးတွေပြန်ပေးလိမ့်မယ်ဘဝသန္တရာမှာလည်းပဲသူကတိဘုံဘဝကိုငါရစေလိမ့်မယ်လို့ယရဏသုံးတန်နဲ့ကံရဲ့အကျိုးကိုပြတ်သားတဲ့ယုံကြည်တဲ့တရားတရားနဲ့ပဲပေးလှူပါတယ်ဟုတ်လားဖယားလောင်းတို့အလှမှာအာနာလို့လှူတာမပါဘူးကြောက်လို့လှူတာမပါဘူးမျက်နာကတယောက်နဲ့တယောက်မကောင်းတော့လို့လှူတာမျိုးမပါဘူးပြိဿစိုင်ပလီအလှခံမှုရောက်လာလို့လှူတာမပါဘူးကဲဖယားလောင်းတို့ရဲ့အလှမှာအဲ့ဒီမူဘေးဘောင်တွေအကုန်လုံးလွတ်မသွားဘူးလားလွတ်ပါတယ်ဗျာအာနာလိုလှူလိုက်တာဘုရားလောင်းရဲ့လက်မှာဘယ်တော့မှမရှိပါဘူးကြောက်ရွံ့လို့လှူလိုက်တာဘုရားလောင်းရဲ့လက်မှာဘယ်တော့မှမရှိပါဘူးမကောင်းတဲ့လို့လှူလိုက်တာဘုရားလောင်းရဲ့လက်မှာဘယ်တော့မှမရှိပါဘူးအေးခွဲတန်းကြလို့မလှူခြင်းနဲ့လှူလိုက်တာဘုရားလောင်းရဲ့လက်မှာမရှိပါဘူးဒါမြတ်စွာဘုရားလောင်းရဲ့လက်မှာအဲ့ဓာတွေမရှိပေမဲ့ရှိလိုက်တာလေးတစ်ခုကတော့ဖယားတရားသံဃာယန္နာသုံးပါးနဲ့ကံရဲ့အကျိုးကိုပြက်သားသားယုံကြည်ထားတဲ့တရားတရားကြတော့မရှိဘူးလားရှိပါတယ်ဗျာအေးဒီတော့ဒုပရိသတ်တွေနေ့တိုင်းအလှတစ်ခုတော့မလှဖြစ်ဘူးလားလှဖြစ်ပါတယ်ဗျာအဲ့ဒီအလှတွေပြန်ပြီးတော့သုံးသက်ကြည့်စမ်းငါဒီဘုရားလောင်းလေးရှောင်ရှားကြတဲ့မကောင်းတတ်တဲ့အလှမျိုးတွေလှမိသလားအာနာလို့လှူရတဲ့အလှတွေလှူမိသလားကြောက်လို့လှူရတဲ့အလှတွေလှူမိသလားမျက်နာမကင်းကြောင်းနေဖြစ်လို့လှူရတဲ့အလှတွေငါလှူမိသလားစဉ်းစားဖို့မကောင်းဘူးလားကောင်းပါရဲ့ဗျာလှူတော့လှူမနေဘူးလားလှူပါရဲ့ဗျာကိုလှူနေတဲ့အလှဟာလှူတတ်ရင်အကျိုးအများကြီးရသလောက်မလှူတတ်တဲ့အခါကျတော့လှူပြီးသားဟာအလကားသေးသေးရေသွန်ပုံစံမျိုးတော့ဖြစ်မသွားဘူးလားဖြစ်သွားပါရဲ့ဗျာကဲဒီတော့ဒုပရိသတ်ကိုစဉ်းစားအခုသံဃာဒါနဆွမ်းလောင်းတာလဲလောင်းတာပေါ့လေသံဃာဒါနဆွမ်းလောင်းတာမဟုတ်ဘဲနဲ့မိမိတခြားသောအလှတွေဝါစုသင်္ကန်းကတိသင်္ကန်းဆွမ်းသင်္ကန်းကြောင်းစီပစ္စည်းတွေပါအကုန်လုံးလှူနေတဲ့အခါမှာပရိသတ်ရဲ့အမှန်တိုင်းပြောကြည့်အမြဲတမ်းအလှတိုင်းကိုသုံးသက်ကြည့်တဲ့အခါယန္နာသုံးပါးနဲ့ကံရဲ့အကျိုးကိုပြတ်သားပြီးယုံကြည်တဲ့တရားတရားတစ်မျိုးတည်းနဲ့လှူတဲ့အလှအကုန်လုံးဟောရတာကြောက်လို့လှူရတာမပါဘူးလားကြောက်လို့လှူရတာမပါဘူးလားမပါပါဘူးဗျာကျွန်တော်တို့တအေကိုဘယ်လောက်ကြတယ်ဗျို့ရုံးကိုအချိန်ကြီးလာပို့ပါဆိုရင်ပြိဿရေပို့ပြီးတော့လှူသလားမလှူဘူးလားလှူနေတဲ့ဗဇက်မှာပြိဿရေသာဓုမောင်မင်းကြီးသားတွေလို့တို့အလှူဒါနတခုပြုပြတဲ့တော့ကျမ်းမှာချမ်းသာပါစေလို့မေတ္တာပို့ပြီးတော့လှူသလားဒါမှမဟုတ်အမလေးတော့တိပပိတရွတ်တစ်ခါမိတစ်ခါလှူခန့်နိုင်လွန်းတယ်လို့ပြောပြီးတော့လှူသလားကဲစဉ်းစားပြိဿလှူတော့မလှူရဘူးလားလှူနေတဲ့လက်နဲ့လှူနေတဲ့ပါးစပ်မှာပွားစီပြောပြီးတော့လှူတာလားတကယ်ကိုသာဓုခေါ်ပြီးတော့လှူတာလားသာဓုခေါ်လှူတာပါဗျာအမှန်တိုင်းပြောခြင်းတော့မလိမ်ကြီးဟုတ်လားဘာဖြစ်လို့လဲလိမ်လိုက်ရင်တရားကဘာဆက်ဟောမှမဟုတ်တော့အမှန်ပြောမှအမောပြန်ပါဟုတ်လားကဲပြိဿအဲ့ဒီအလှမျိုးတွေရောလောကမှာမရှိဘူးလားဥပ္ပကရန်တိုက်ပြီမလို့ပြောတာမဟုတ်ပါဘူးဥပမာလေးတစ်ခုပေါ့ကဲတအိမ်ကိုတရားကြတယ်မျိုးကျွန်တော်တို့ရက်ကွက်ကအင်ကြီးပေါင်းဘယ်လောက်ရှိတော့ဘယ်လောက်လှူရမှာဘေဌာနကိုအရောက်ဘယ်နည်းနဲ့လှူရမှာလို့ပြောလာရင်ငွေတရားတော့ပြိဿသေချာပေါက်မထွက်ဘူးလားငွေတရားလည်းသေချာပေါက်လှူရတော့မယ်
မသိကြအောင်ဆောင်းနေလိုက်မယ်လို့နေရတဲ့တတ္တိရောရှိသလားမရှိဘူးဟောနေရတဲ့တတ္တိလည်းမရှိဘူးလှူလဲလှူရတော့မယ်လှူပါပြီဆိုမှတော့မလှူမဖြစ်လှူလို့လှူရမှာတော့အဲ့ဒီထဲမှာတရားတရားလေးစွက်လိုက်ရင်ကိုယ့်အတွက်အကျိုးမရှိဘူးလားလှူတဲ့ပစ္စည်းကပြီးရင်ပြန်တောင်းလို့ရသေးလားမရတော့ဘူးနောက်ဖတ်တာပြိတ္တိဘုန်းကြီးလက်ထဲရောက်သွားတဲ့ပတ်စံကလလက်ထဲရောက်တဲ့ပတ်စံကြက်တောက်တဲ့ရေလိုပဲဘယ်တော့မှပြန်မထွက်တော့ဟုတ်လားအဲ့တော့မိမိလက်ထဲကလည်းစွန့်လွတ်လိုက်ပါရဲ့ဆိုရင်လှူတာကပွားစီကြောလှူနေရင်ကုသိုလ်ရတဲ့အလှဖြစ်ပါမလားဖြစ်ပါဘူးဘုရားလုံးတို့မှာအဲ့ဒီလိုမျိုးကြောက်လို့လှူတဲ့အလှဘယ်တော့မှမလုပ်ဘူးတဲ့ဟုတ်လားတခါကျတော့ပြိတ္တိအာနာလို့လှူရတဲ့အလှရောမရှိဘူးလားရှိပါပါဘုရားဒီတော့ဘုန်းကြီးကျောင်းကပြီးကနေပြီမလှူကြသေးဘူးလားအာနာမကောင်းကြီးဘုန်းကြီးရောက်သွားရင်တော့မျက်နှာမကောင်းကြီးကျောင်းကြီးဆောင်တဲ့တည့်ရတယ်ဆိုပြိတ္တိအဲ့ဒီအလှကကျောင်းအကျိုးကိုအာယုံပြုလှူတာလားဘုန်းကြီးအာနာလို့လှူတာလားဘယ်လိုပဲလာထားလိုက်တာနဲ့ဘုန်းကြီးကတော့ okay မသွားဘူးလားပြိတ္တိ okay သွားရင်okay သိကြောက်ကြမလို့ဘူးဟုတ်လားနိဗ္ဗာန်သာပြည့်စုံဟောတုပါဘုရားတန်ခတ်တာဒီမှာပါဘုရားဆိုရင်တန်ခတ်ဘုံတွေရောပြီးတော့မေတ္တာတွေပို့ပြီးတော့လူခံရမှာသူကလည်းပဲအာနာလို့လူတာဆိုရင်ကိုလည်းပဲအာနာလို့ယူလိုက်သူလည်းဘာမှမဖြစ်ဘူးကိုလည်းဘာမှမဖြစ်ဘူးဟုတ်လားတို့တော်ပြိတ္တိသိကြတာကတော့လာထားဘသူရသွားတယ်ဘုန်းကြီးရပါတာပဲဟုတ်လားအဲ့တော့အာနာလို့လှူတဲ့အလှရောလှူဖို့သေးလားတပည့်တော်တို့ကြောင်းလို့လှူတဲ့အခါလဲတခါရှိတတ်ပါတယ်အာနာလို့လှူရတဲ့အခါလဲတခါရှိတတ်ပါတယ်တခါမှအလှူလုံးနေတဲ့ပုဂ္ဂိုလ်တွေကမျက်နှာနာနေတဲ့အခါအမကြီးတို့နော်ဆွန်တော်အသင်းကနောက်တစ်ပတ်ကျရင်ဝတ်သားတော်လှူနိုင်မှာမဟုတ်တော့ဖန်ငွေကနင်းနေပြီပေကလာရင်ဆိုရင်တော့ကြဘုန်းကြီးတွေကမေတ္တာမပို့ဘဲနဲ့တုတ်သွားရင်ဘယ်နဲ့လုံးမလဲဆိုတော့ကဲအဲ့ဒါဆိုရင်လည်းငါတို့လည်းမကောင်းတတ်ပါဘူးဟဲ့လှူလိုက်ပါအောင်မယ်ဆိုတော့လှူတဲ့ကပြိတ္တိတန်ခါကိုရီမှန်းလှူတာလားမကောင်းတဲ့လို့လှူတာလားစဉ်းစားတော့အလှတစ်ခုကလှူတတ်ဖို့မလိုဘူးလားလှူတတ်ဖို့လိုတယ်အသေးချာဆုံးတစ်ခုကတော့ပြိတ္တိလှူလိုက်ပြီဆိုတဲ့ကအာနာလို့လူကြောက်လို့လူမကောင်းတဲ့လို့လူမျက်နှာနာလို့လူကိုလန်းတော့ဘယ်တော့မှမျက်နှာမငယ်မခံဘူးဟိုဘက်က24လမ်းတော့ခြာပြီးတော့တို့လည်းတွေ့ထက်လိုက်မှပေါ့ဆိုတဲ့ပြိတ္တိအပြိုင်အဆိုင်လှူတာရောမရှိဘူးလားဘယ်လိုပဲလှူသေးကြတာကတော့ထွက်မသွားဘူးလားထွက်သွားတယ်ပြိတ္တိစဉ်းစားအဲ့ဒီထွက်သွားတဲ့ငွေဟာ100 1000 1000 1သိန်းကဲပြိတ္တိအလကားရတဲ့ပိုက်ဆံဟောရလားနေဘူးမရှောင်မိုးရွာမရှောင်အရက်နေပဲမရှောင်ဟောဒီမြန်မာနိုင်ငံမှာတွင်အာမရတဲ့အတွက်ကြောင့်နိုင်ငံရက်ချအထိသွားပြီးတော့ရှာဖွေတဲ့တိုင်အောင်ကိုယ့်ရဲ့ခန္ဓာကိုယ်ကြီးကိုအသက်ချွေးသွေးရင်းပြီးတော့ရှာလာတဲ့ငွေကြီးတွေပြိတ္တိလှူလိုက်တဲ့အလှဟာ100လေးပဲဖြစ်ပါစေတန်ဖိုးမရှိဘူးလား100 1000 1000 1သိန်းပြိတ္တိကိုလှူလိုက်တဲ့အလှလေးဟာလှူပြီးရင်တန်ဖိုးရှိတဲ့အကျိုးများတဲ့အလှလေးဆိုရင်ပီတိဖြစ်ဖို့မကောင်းဘူးလားအဲ့ဒီလိုမဟုတ်ဘဲနဲ့ခုနကပြောသလိုပွားစီနဲ့အမလီမပေးလည်းမဖြစ်ဘူးတော့တို့ဘယ်ချိန်စာလာဖို့မသိဘူးတော့ကဲသွားရော့ပေးလိုက်ဆန်းဆိုပြီးတော့မျက်နှာကြောတင်းနဲ့ပွားစီနဲ့လှူလိုက်ပြီးတော့ကုန်သေးတယ်အကျိုးလည်းမများဘူးဒါကြောင့်ပြိတ္တိရေလမ်းဘေးမှာစာလေးရေးတတ်တယ်ဘာကြောင့်ရက်လမ်းဘေးချရက်အခုလည်းပဲဘာကြောင့်လှူရတရားတရားလေးနဲ့လှူကြဟုတ်လားခွဲတန်းကြလို့လူကြောက်လို့ပဲလူအာနာလို့ပဲလူမျက်နာနာလို့ပဲလူမကောင်းတဲ့လို့လူပဲအလှပဲပေါ်လာပါစေအလှတစ်ခုမိမိရဲ့လက်ထဲမှာပြုရတော့မယ်လို့စိတ်ထဲမှာဝမ်းမြောက်ဝမ်းသာခံစားပြီးရင်ဖရာကုံတရားကုံသံဃာကုံအာယုံပြုပြီးတော့လှူလိုက်ပါဖရာတရားသံဃာရဲ့နာမည်သုံးပါးရဲ့ကုံကိုအာယုံပြုပြီးတဲ့အချိန်ရောက်ရင်ငါပြုလိုက်တဲ့ဟောဒီကုသိုလ်ကံသည်ငါရဲ့ဒီဘဝမှာလည်းကောင်းကျိုးကိုငါပြန်ရနိုင်တယ်ဘဝသံဃာမှာလည်းကောင်းကျိုးကိုငါပြန်ရနိုင်တယ်ဒါကြောင့်ယရဏသုံးပါးနဲ့ကံရဲ့အကျိုးကိုပြက်သားယုံကြည်မှုထားပြီးတော့100 1000 1000 1သိန်း1သန်းငွေသင်္ချာကဏ္ဍကိုကြိုက်တဲ့လောက်ရည်မှန်းပြီးတော့လှူစမ်းမှာပြိတ္တိအဲ့ဒါဆိုရင်ဘယ်သူနဲ့တူသွားလဲဘုရားလုံးနဲ့တူသွားတယ်ကဲပြိတ္တိဘုရားလုံးဘက်ကိုလိုက်မလားမကျင်တဲ့ဘက်တဲ့ကိုလိုက်မလား
ရှိပါတယ်ဒါဘုရားလောင်းမျက်နှာလေးကြီးပဲဟုတ်လားဟမ်အဲ့တော့ပြိဿရေဘုရားလောင်းသူတော်ကောင်းကြီးတို့ရဲ့မူ၅ချက်ထဲမှာအလူဒါနကိုပြုရင်နံပါတ်1ယုံကြည်မှုတရားတရားနဲ့ပေးလူတယ်ဆိုတော့ဒီကရှိဒုဒကရမပေါင်းသူတော်ကောင်းတွေဟောဒီဝါရွဲဝါပါဆွမ်းလောင်းတဲ့အချိန်ကစမိမိအိမ်မှာနေ့စဉ်လှူနေတဲ့အလူတွေအကုန်လုံးမှာတရားတရားနဲ့လှူမလားကျန်တဲ့အကြောင်းတွေနဲ့လှူမလားတရားတရားနဲ့လှူသိကြတာကတော့ဘယ်သူရသွားလဲအေးသိကြတာကတော့ဘုန်းကြီးရသွားတယ်ဘုန်းကြီးရသွားတဲ့ဘုန်းကြီးကသူ့သီလစင်ကြယ်ရင်သူโอเคပြဿနာမရှိဘူးသူ့သီလမစင်ကြယ်ရင်သူခံရလိမ့်မယ်ဘုန်းကြီးသွားပြီးတော့နောက်ကျောင်းနေမရှင်းတာတွေပြန်တွေးနေကိုယ့်အလူကလှူပြီးရတော့ပြိဿရေကုသိုလ်ပြတ်သွားတာမရှိဘူးလားပြတ်ပါတခါလေရေရောနဲ့လှူနင်တို့လှူတယ်ဒီပြောရမှာတော့မကောင်းဘူးအဲ့ဒီဘုန်းကြီးကအစားပြီးအိတ်နေတာပြီးတော့နှလုံးထိုးနေတယ်ဘောလုံးမွဲလောင်းနေတယ်လို့သွားပြောလိုက်တဲ့ကဟုတ်လားအမလီတို့မှတော့လူလေးရတာအဲ့လိုမှဆိုမလူပါဘူးဟဲ့ဆိုတော့ကဲလှူပြီးသားကရသေးရဲ့လားမိအိတခါမနာဘူးလားပြိဿဘယ်တော့မှမဖြစ်သေးနဲ့ယုံကြည်မှုတရားတရားတစ်ခုပြက်ပြက်သားသားထားဟေ့အလူခံတဲ့ပုံကိုယ်ထဲမှာအလူခံတစ်ကြိမ်လေးခွေးတောင်ပါတဲ့အတွက်ခွေးကိုယ်တော်စေတနာသုံးတယ်ပြက်ပြက်သားသားလူရင်အကျိုးတစ်ခုတော့ရတဲ့အတွက်ကြောင့်ဘုရားသားတော်တန်ဃာတော်အရှင်မြတ်တွေသူတို့ဘာသာသူတို့သီလပြည့်စုံမပြည့်စုံတန်ဃာကိုရည်မှန်းပြီးတော့ငါလှူဒန်းလိုက်မယ်လို့ပြိဿရဲ့အကြောင်းတွေအကျိုးတွေအကုန်ခွာပြီးတော့ပြတ်သားတဲ့တရားတရားနဲ့လှူရင်တန်ဖိုးမရဘူးလားရတယ်ဟုတ်လားပရိသတ်ရင်မြတ်စွာဘုရားသာသနာတော်မြတ်ကြီးကလည်းတန်တန်ရှင်းရှင်းနဲ့တည်တတ်နေတဲ့နိုင်ငံထေစဉ်ဝါလိုက်ထေရဝါဒသာသနာကြီးအတိုင်းတည်ရှိလာတဲ့ပရိယတ္တိစာပေပိဋကသုံးပုံနိကေ9ရက်ဓမ္မခန္ဓာ8400ကိုသင်ကြားပို့ချနေတဲ့စာသင်သားသံဃာတော်မြောင်များစွာရှိမယ်ပฏิပတ်တိအကျင့်သာသနာကိုလက်တွေ့ကျင့်ကြံနေတော်မူကြတဲ့ပฏิပတ်တိဝန်ဆောင်သံဃာတော်အရှင်မြတ်တွေရှိမယ်ဘယ်လိုအာယုံဘယ်လိုခုံကိုပဲပြုစမ်းပါစေဟောဒီမြန်မာနိုင်ငံမှာတော့အာယုံပြုလို့ကောင်းတဲ့နိုင်ငံဘယ်မှာမှမရှိပါဘူးဟုတ်လားဒါကြောင့်ကိုယ့်ရဲ့တရားတစ်ထောင်တစ်သောင်းတစ်သိန်းစားတဲ့ဟောဒီငွေကြေးလေးတွေကိုစွန့်လွတ်တော့မယ်ဆိုရင်ဘုရားကုံတရားကုံသံဃာကုံယန္တာသုံးပါးရဲ့ကုံနဲ့ကံရဲ့အကျိုးကိုပြက်ပြက်သားသားတရားတရားနဲ့လှူဒန်းလိုက်ရင်အာလုဒုဓမ္မဆွေတော်မျိုးတော်တွေဒီဒါနရဲ့ကောင်းကျိုးဟာဘယ်တော့မှမလွတ်တော့ဘူးရကိုရလိမ့်မယ်ဟုတ်လားပြီးတော့ဒီနေရာမှာသာတကလေးတစ်ခုခိုင်မာသွားအောင်ထုတ်ပြမယ်အနာတပိသတိကြီးဆိုရင်ဒုပရိသတ်မသိဘူးလားသိပါပါဘယ်ရက်ွက်သားလဲ23လမ်းသားဟုတ်တယ်ဟုတ်လားခါချတယ်လည်းဘာဖြစ်လဲ23လမ်းသားဘယ်သူမှညင်းလို့မရဟုတ်လား24လမ်းလဲသူတို့24လမ်းသားဆိုပြီးတာ24လမ်းသားဖြစ်တော့ဟုတ်လားမြန်မာလူမျိုးကထင်ရှားလာရင်အမျိုးသက်ရတာမရှိဘူးလားရဝတ္တလောက်ဆိုမစင်စားဘူးမာယကလောက်မစင်စားဘူးနည်းနည်းအပွင့်တွေပါလေများလားဘိုလ်ချုပ်ကြီးတွေပါဖြစ်လာအဲ့တို့ရက်ကွက်သားဘောအမလေးလမ်းထဲမှာတို့နဲ့အတူတူဟိုဘက်ဒီဘက်နေခဲ့တာဟုတ်လားမလီအဲ့ကျတော့ဆွေမျိုးတွေဆက်လို့ကောင်းလိုက်တာဟုတ်လားအခုလည်းပဲအနာတပိန်ပဲရက်ကွက်သားလဲရှိရက်ကွက်23လမ်းတော့အောက်မဟုတ်ဘူးအလင်းမဟုတ်ဘူးအထက်ဟုတ်လားအထက်လမ်းသာဟုတ်လားအနာတပိန်ကြီးကလေတနေ့မြတ်စွာဘုရားကျောင်းရောက်သွားတဲ့အခါမြတ်စွာဘုရားကအနာတပိန်တထေးကြီးကိုမေးတယ်တကားတော့အလူဒါနတွေပြုရတာတကားတော့စိတ်လက်ချမ်းမြေ့မှုရှိရလားဆိုတော့အဲ့ဒီအချိန်မှာအနာတပိန်ကလည်းလှူရင်းနဲ့စီးပွားတွေရုပ်လျော့လာတဲ့အခါမှာအလူခံပုဂ္ဂိုလ်ကတိုးလာတယ်လှူရတာကလည်းအင်အားကတဖြည်းဖြည်းချိလာတဲ့အခါမှာအကောင်းစားဝတ်သားဟင်းနဲ့တခါလေထောပတ်ထမင်းလှူနေတဲ့ဘဝကနေစကွဲထမင်းသာပုံကြီးချင်းဟင်းမျိုးကိုလှူနေရတော့အနာတပိန်ခမလှူတာလှူရတယ်မချမ်းမြေဘူးအိုးကြည်သားငါအလိုခံတော်မူကြတဲ့သံဃာတော်ရှင်မြတ်တွေလူခံတွေကျမ်းသာနဲ့စွမ်းနေဖုံးမနေရတဲ့ဟင်းကောင်းတာတွေလွဲပြီးတော့ပုံရည်ကြီးကိုဖုံးမနေရတယ်ဒီခံစားရသူ့ရင်ထဲမှာကိန်းနေတော့မြတ်စွာဘုရားမေးတဲ့အခါမှန်လားပါဗျာအလူကံသံဃာတော်အလူကံပုဂ္ဂိုလ်မြောင်များစွာကလည်းနေ့စဉ်နဲ့များတိုးပွားလို့လာနေကြပါပဲတပည့်တော်ရဲ့ဇီဝဥစ္စာကလည်းအင်အားချိနေလို့လာတဲ့အခါဟိုစဉ်ကတပည့်တော်သလေးသွားပြန်နေတဲ့ဝတ်သားလိုဟင်းမျိုးတွေနဲ့ထောပတ်ထမင်းမျိုးတွေကိုလှူဒါန်းနိုင်ပေမဲ့ဒီကနေ့အချိန်အလူကံနဲ့လူဝဲလိုက်ဖက်နိုင်အောင်မနဲ့အင်အားယုံနေရတဲ့အတွက်ကြောင့်စ
ကွဲဓမင်းဘုံကြီးဟင်းကိုသာတပိတော်လူရန်လို့နေရပါတယ်ဒါကြောင့်တပိတော်ရဲ့လှူဝဲပြီးညံ့တဲ့အတွက်တပိတော်မချမ်းမြေ့ဘူးဗျာတဲ့ပြိဿရေဗါတယ်လေဘာဖြစ်လို့မချမ်းမြေ့တာလဲလှူဝဲဝတ္ထုတွေညံ့တော့ကဲတို့ပြိဿဟိုကြက်စီသမင်းတို့ထောပတ်သမင်းတို့ဝတ်သားဟင်းကြက်သားဟင်းတို့နဲ့လှူရတာနဲ့ငပိရင်နဲ့တို့စရာနဲ့လှူရတာဘယ်ဟာကိုဝမ်းသာလဲမလီဝမ်းသာလိုက်တာဟုတ်လားပြိဿအဲ့ဒီလိုပဲလေပုထုဇဉ်သဘာဝကောင်းကောင်းစားခြင်းသလိုကောင်းကောင်းရောမလှူခြင်းဘူးလားအလူခံတဲ့ဘုန်းကြီးအောင်ပြိဿရေကောင်းတာကြိုက်မလားမကောင်းတာကြိုက်မလားအမလီသိကြလိုက်တဲ့စကားဟုတ်လားဟမ်ဘုန်းကြီးဆိုတာမျိုးကပြိဿရေကိုယ်တိုင်ကအလုံးမလို့တာကောင်းတာနဲ့မကောင်းတာဘာကြိုက်လဲကောင်းတာကြိုက်တယ်ဒါပေမဲ့ဘာလှူလို့ဘုန်းကြီးဆိုတာသာဓုတော်မခေါ်ဘူးလားခေါ်တယ်နော်ပြိဿမှတ်နေထားဟုတ်လားဘုရားဆရာတော်ကြီးတစ်ပါးလေသူ့ကိုဆုံးသွားတယ်ဘုံဘုံဗျာဘုံဘုံကြိုက်တဲ့ကြက်သားပေါင်းဟင်းလေးပါဗျာအေးကောင်းတယ်သာဓုမလီအလူရှင်နဲ့ဝမ်းနေတာဥချသွားဘုံဘုံဗျာဒီနေ့တော့ဘုံဘုံကြိုက်တဲ့ဝတ်သားပေါင်းဟင်းလေးပါဗျာအေးကောင်းတယ်သာဓုဟာအလူရှင်နဲ့လည်းဝမ်းမြောက်သွားဘေးနားနေတဲ့ကိုရင်လေးတွေဥစဉ်နေရတယ်မလီတို့ဆရာတော်ကြက်ပေါင်းကြိုက်တော့ကြက်သားဟင်းလာလူတယ်ဝတ်ပေါင်းကြိုက်တော့ဝတ်သားဟင်းလာလူတို့လည်းကတ်တီးရအလုပ်ဖြစ်တယ်ဟုတ်လားပျော်လို့ကောင်းလို့ရှိနေတယ်တနေ့ကျတော့ဆင်းရဲတယ်မယ်ဘုံဘုံဗျာတပည့်တော်သူများတို့ကြက်တင်ဝက်တင်မလူနိုင်လို့အိမ်မှာရှိတဲ့ငပိရည်လေးပဲကိုယ်တိုင်ကြိုပြီးတော့ငပိရည်နဲ့တို့စရာပါဗျာဘုန်းကြီးကလည်းပဲအေးကောင်းတယ်သာဓုအမလေးဘုံဘုံကငပိရည်လေးကောင်းတယ်တော့အရက်တည်းလှဲ့ကြွားတော့ခွင်လေးတဲ့ဆရာတော်ဘာလို့ငပိရည်ကောင်းတယ်လို့သွားပြောတာလဲဟိုမှာအတရက်ကွက်လုံးငပိရည်လာရင်ဘယ်နဲ့လုံးမလဲဟာလားခက်တာပဲကွာငါလည်းကောင်းနေတာပြောတာငါကောင်းတယ်ပြောတာငါသိတယ်ကွာမင်းတို့မသိဘူးအဲ့ဒါဆရာတော်ဘာလို့သွားပြောတာလဲမဟုတ်ဘူးကွာဝတ်သားတို့ကြက်သားတို့ကကောင်းတယ်ဆိုတော့ငါလည်းစိတ်ပါတပါတကယ်ကောင်းတယ်ပြောတာမပြီးကောင်းတယ်ဆိုတာငါရင်ထဲကကောင်းတာငါသိတယ်စိတ်ညစ်ဖို့ကောင်းတာပြောတာကွာစိတ်ညစ်ဖို့ကောင်းတာကိုငါပြောတာကွာဟုတ်လားအခုလည်းပြိဿရေမပြီးတို့စရာလူလို့ချင်းဘုန်းကြီးတွေပါကောင်းတယ်မှတ်ထားတစ်သလုံးမှတ်ထားဟာလားဟမ်ပဇွန်တို့ဝတ်သားကြက်သားတို့ဆိုရင်ဘာပြောမလဲဘယ်ထက်ကကောင်းတာလဲရင်နေဟာဟုတ်လားဟောဒီအာကလောင်နေတော့ကောင်းတာဟမ်ဒါကြောင့်ပြိဿရေအနာတပင်တတိကြီးကသူ့လူရတဲ့ဆွမ်းရင်းနေညံပြင်းတဲ့အခါစိတ်မကောင်းတဲ့အကြောင်းဘုရားလျှောက်တော့မြတ်စွာဘုရားအားပေးတဲ့စကားလေးတစ်ခွန်းဒုပရိသအာယုံပြုကြည့်အနာတပင်တတိကြီးတဲ့တရားတော်တတိကြီးသည်မြတ်စွာဘုရားရဲ့သာသနာတွင်မှာတကယ်သာသနာတောင်ကြည်ပြွန်စွာထမ်းဆောင်တော်မူနေကြတဲ့သံဃာတော်ရှင်မြတ်တွေကိုသံဃာဂုံကိုရည်မှန်းပြီးတော့နေတိုင်းလူရနေတာဖြစ်ပါတယ်တရားတော်တဲ့သာသနာဘောင်မှာသာသနာတောင်ကိုကြည်ပြွန်စွာထမ်းဆောင်နေတော်မူကြတဲ့သံဃာဂုံကိုရည်မှန်းလို့တရားတော်ရဲ့အလိုကနေ့စဉ်နေ့တိုင်းစကွဲဓမင်းပုံရည်ရင်ကျမ်းတန်တဲ့အလိုတွေဖြစ်ခြင်းသလောက်ဖြစ်ပါစေတကယ်တမ်းကြတော့လှူဝဲဝတ္ထုကောင်းတာမကောင်းတာနုညံ့တာကြမ်းတမ်းတာပဒါနမဟုတ်ပါဘူးတရားတော်တတိမင်းရဲ့လှူလိုက်တဲ့လှူဒါနသည်ဘုရားတရားသံဃာယနာမြတ်သုံးပါးနဲ့ကံရဲ့အကျိုးကိုတကယ်ပြတ်သားစွာယုံကြည်ပြီးတော့သံဃာဂုံကိုရည်မှန်းလို့လှူဒါန်းရင်နဲ့အကျိုးတရားကတော့နုညံ့သိမ်မွေ့လှပါတယ်ပြိဿရေလှူဝဲပစ္စည်းကပဒါနလားယုံကြည်မှုတရားကပဒါနလားယုံကြည်မှုတရားဟုတ်လားတရားတော်သာသနာ့ကာလအလိုနဲ့သာသနာ့ဘာကာလအလိုရဲ့အကျိုးဝေးကွာခြားပုံကိုလည်းတရားတော်နာကြကြည်ညိုကြည့်ပါအောင်တရားတော်တဲ့ငါဘုရားရှင်ကိုယ်တော်မြတ်အလောင်းတော်ဘဝဝေလာမပုံနာကြီးဆိုတဲ့ဘဝကိုရစဉ်ကာလတုန်းကအယံလေးမျက်နှာရရှင်မျက်နှာမှာလာရောက်ကြတဲ့အလူကံပုဂ္ဂိုလ်တွေကို9 နှစ်9 လ 9 ရက်တိုင်နဲ့နေ့စဉ်မပြတ်အလူဒါနကောင်းမှုတွေပြုခဲ့ပါတယ်အလူတွေဘယ်လောက်ကြာပြုခဲ့လဲ9 နှစ်9 လ 9 ရက်သို့တော့ဝေလာမပုံနာကြီးလှူတဲ့ကာလကိုကြည့်လိုက်တော့သာသနာ့ဘကာလတဲ့ဘုရားရှင်ရဲ့သာသနာတွင်လည်းကအလူမဟုတ်ဘူးတဲ့ပြိဿကြီးဘာအလူဖြစ်သွားလဲသာသနာ့ဘအလူဆိုတော့သီလစင်ကြယ်ပါမလားသံဃာဂုံအစ်စ်တွေရှာလို့ရပါမလားမရဘူးဟုတ်လားပြိဿဘလောက်ဝမ်းမြောက်ဖို့ကောင်းလဲအခုဒုဓမ္မဆွေတော်မျိုးတော်တွေသာသနာအစ်စ်နဲ့တွေ့ကြုံမနေဘူးလားသ
တန်ခါအစ်စ်နဲ့တွေ့ကြုံမနေဘူးလားတွေ့ကြုံနေတယ်ဒါကြောင့်ရှင်တော်မြတ်ဘုရားကအနာတပိသတိကြီးကိုအားပေးတယ်မူလိုက်တာကတခါတော့အနာတပိနဲ့ငါဘုရားရှင်ကိုယ်တော်မြတ်ဝေဒမပုံနာကြီးဖြစ်စဉ်ကာလတုန်းက9 နှစ်9 လ 9 ရက်လူရန်ခဲ့တော်လဲသာသနာ့ဘပုဂ္ဂိုလ်တွေကိုလူရန်ခဲ့တဲ့အလူဒါနဖြစ်တဲ့အတွက်ကြောင့်ယခုအချိန်ငါဘုရားရဲ့သာသနာထွန်းကားနေတဲ့ကာလမျိုးမှာသောတာပန်တစ်ပါးကိုဆွမ်းတနက်လူရတဲ့ကောင်းကျိုးနဲ့ရှင်ကြည်ရင်သာသနာ့ဘကာလမှာလူလိုက်တဲ့အဲ့ဒီ9 နှစ်9 လ 9 ရက်လူခဲ့တဲ့အလူဒါနသည်သောတာပန်ဆွမ်းတနက်လောက်တန်ဖိုးမကြည့်ပါဘူးကဲပြိဿရေ9 နှစ်9 လ 9 ရက်သာသနာ့ဘပုဂ္ဂိုလ်တွေကိုလှူခဲ့တဲ့အလူကြီးဟာသာသနာတွင်ကသောတာပန်ဂုဏ်ကြီးရှိတော်မူတဲ့သံဃာတစ်ပါးကိုဆွမ်းတနက်လှူရတဲ့ကောင်းကျိုးနဲ့ရှင်လိုက်တော့ဘယ်ကမြတ်လဲအေးဒါကြောင့်အာလုံးသောဒုဓမ္မဆွေတော်မျိုးတော်ဤအာမငယ်ကြပါနဲ့မြတ်စွာဘုရားရဲ့သာသနာ2500ကျော်ပင်ကျော်လာကြတော်လည်းပဲဒီကနေ့တိုင်အောင်ပိဋကစာပေကြီးလိုက်ပြန်တော့လည်းပဲထေရဝါဒအစဉ်အဆက်အတိုင်းပါပဲတပုတ်ကလေးမှဘိုးရာလိုရာမရှိဘဲနဲ့တည်တံ့ခိုင်မြဲနေတယ်ပရိယတ္တိဝန်ဆောင်သံဃာတော်အရှင်မြတ်တွေမြောင်များစွာထွန်းကားနေတယ်ပฏิပတ်တိဝန်ဆောင်သံဃာတော်အရှင်မြတ်တွေမြောင်များစွာထွန်းကားနေတယ်ဒီသံဃာတော်အရှင်မြတ်တွေစာရီများများကြီးကျက်နိုင်ဖို့ရန်တရားဓမ္မတွေများများကြီးအားထုတ်နိုင်ဖို့ရန်မိမိတို့နေ့စဉ်လောင်းနေတဲ့ဆွမ်းရည်လေးတစ်ခွက်ဆွမ်းလေးတစ်ဆုပ်အထူးအဖြင့်လူလန်းလိုက်တဲ့ဟောဒီလိုအကျဉ်းမြောင်များစွာလှူလာတဲ့ဆွမ်းဒါနကောင်းမှုတွေသည်သာသနာတွင်အလှဆိုတော့တသက်တစ်ချိန်လေးလှူရရင်တော့အကျိုးဟာတန်ဖိုးဖြတ်လို့ရပါမလားအဲ့ဒီကနေမြတ်စွာဘုရားမြင့်သွားလိုက်တာသောတာပန်ပါတရားကိုလှူရတဲ့ဆွမ်းတနတ်တဲ့သက္ကရာကံပုဂ္ဂိုလ်တစ်ပါးကိုလှူရတဲ့ဆွမ်းတနတ်သက္ကရာကံပုဂ္ဂိုလ်အပါတရားကိုလှူရတဲ့ဆွမ်းတနတ်တဲ့အနာဂံပုဂ္ဂိုလ်တစ်ပါးကိုလှူရတဲ့ဆွမ်းတနတ်အနာဂံပုဂ္ဂိုလ်တရားကိုလှူရတဲ့ဆွမ်းတနတ်ကောင်းကျိုးတဲ့ယဟန္တာပုဂ္ဂိုလ်တစ်ပါးကိုလှူရတဲ့ဆွမ်းတနတ်တရားတဆနဲ့ကြွားမသွားဘူးလားယဟန္တာပုဂ္ဂိုလ်ပါတရားကိုလှူရတဲ့ဆွမ်းတနတ်ပြည့်စေကဗုဒ္ဓတစ်ပါးကိုလှူရတဲ့ဆွမ်းတနတ်ပြည့်စေကဗုဒ္ဓတစ်ပါးအပါတရားကိုလှူရတဲ့ဆွမ်းတနတ်ရဲ့ကောင်းကျိုးတဲ့ငါဘုရားရှင်ကိုယ်တော်မြတ်တို့သစ္စာလေးရတတ်အသိမြင်တဲ့ဘုရားရှင်ကိုတတန်လေးလူရတဲ့ဆွမ်းတနတ်ကပို့ပြီးတော့အကျိုးများပါတယ်ပြိဿရေပြည့်စေကဗုဒ္ဓအပါတရားနဲ့မြတ်စွာဘုရားကိုလှူရတဲ့ဆွမ်းတနတ်တော်မှာကြွားမသွားဘူးလားကြွားပါလေဗျာအခုကြတော့ပြိဿရေဘယ်အကျိုးကအမြင့်ဆုံးဖြစ်သွားလဲမြတ်စွာဘုရားအော်ဘုလောက်ကောင်းလဲဘုရားမိတဲ့နောက်ဆုံးစကားလေးငါဘုရားရှင်ကိုယ်တော်မြတ်ကိုလှူဒါန်းရတဲ့ဟောဒီဆွမ်းတနတ်တဲ့ငါဘုရားနဲ့တကွာနောက်ပါသံဃာကိုအားလုံးကိုရည်မှန်းပြီးတော့ဆွမ်းလေးတနတ်လှူဒါန်းလိုက်မယ်ဆိုရင်အဲ့ဒီမင်းတို့ရဲ့အလူကအမြတ်ဆုံးဆွမ်းအလူဖြစ်သွားပါပြီဘုရားဟာငါ့ကိုလှူရတဲ့ဆွမ်းကအမြတ်ဆုံးလို့မိန့်ခဲ့တာလားငါဘုရားနဲ့ထွန်တွဲပြီးတော့သံဃာကိုပါလှူတဲ့ဆွမ်းကရက်တယ်လို့မမိန့်ခဲ့ဘူးလားမိန့်ခဲ့ပါရဲ့ဘုရားအေးဒါကြောင့်အရက်လေးမျက်နာကကြွလာတဲ့သံဃာတော်အရှင်မြတ်တွေရည်မှန်းပြီးတော့အခုလိုအကျဉ်းချင်းလှူဒါန်းရတဲ့ဆွမ်းရဲ့ကောင်းကျိုးတရားဟာတို့တရားဓမ္မပေါင်းသူတော်ကောင်းတွေစောစောကပြောတဲ့မူတစ်ချက်တရားတရားလေးဆွတ်ပြီးတော့လှူလိုက်ရင်တန်ဖိုးကြီးတဲ့ကြီးမသွားဘူးလားကြီးသွားတယ်ဒါကြောင့်သာရယဒါနံတိတိဖရာတရားသံဃာယနာမြတ်သုံးပါးနဲ့ကံကံအကျိုးကိုယုံကြည်ပြသစွာဖြင့်ဒါနံအလူဒါနကိုဒေတိသူတော်ပြီးပြီးကြည်ပြူစွာပြီးလူကြပါပေကုန်၏ဒါကြောင့်နံပါတ်1မူသည်တရားတရားနဲ့ပြီးလူခြင်းတဲ့ကိုယ့်ရဲ့အလူတွေမှာပြိတ္တရဲ့ဒီလောက်ဆိုရင်ထည့်လို့ရမသွားဘူးလားဘုရားတော်သူတော်ကောင်းတွေဒီတရားတရားနဲ့လူကြသလိုပါပဲနံပါတ်2စီကံလေးကဘာပါလာလဲဆိုရင်သတ္တာယဒါနံဒိဋ္ဌိပြီးတော့သက္ကိစ္စံဒါနံဒိဋ္ဌိသက္ကိစ္စဒါနံအလူလာခံရတဲ့သံဃာတော်အရှင်မြတ်တွေကိုလည်းယုတ်သေးတယ်လောင်းလူနေတဲ့ဆွမ်းနေဆွမ်းရင်နေခဲဝဲဘောဇင်တွေကိုလည်းရိုးရိုးသေးသေးသက်သက်ရချက်ပြုတ်ပြင်ဆင်ပြီးမှလှူဒန်းပါတယ်
ဘယ်အရာကိုမှဖြစ်တယ်လို့အနေထားနဲ့မလူဘူးတဲ့ဘုရားလောင်းသူတော်ကောင်းတို့ရဲ့ဒုတိယမူပြိဿနေတိုင်းအလူလုံးမနေဘူးလားနေတိုင်းအလူလုံးနေတဲ့မိမိရဲ့လက်မှာနံပါတ်1အလူကံပုဂ္ဂိုလ်ကိုယူသေးဖို့မလိုအပ်ဘူးလားနံပါတ်2လှူဝဲဝတ္ထုပစ္စည်းရဲ့ပေါ်မှာတန်ရှင်းတက်ရအောင်ရိုသေးပေးလူဖို့မလိုအပ်ဘူးလားဒါကြောင့်လှူဝဲဝတ္ထုနဲ့အလူကံပုဂ္ဂိုလ်ကိုရိုသေးပေးလှူတဲ့အလူသည်ဘသူရဲ့အလူလဲဘုရားလောင်းတို့ရဲ့အလူဒီတော့အာလောကဒုရဂရမပေါင်းသူတော်ကောင်းတွေမြတ်စွာဘုရားရဲ့အဆုံးအမကိုခံယူနေကြတဲ့သူတော်ကောင်းတွေပိသစွာမြတ်စွာဘုရားရဲ့သာသနာမှာအလူဒါနတွေပြုလုပ်တိုင်းနဲ့အလူကံပုဂ္ဂိုလ်ကိုလည်းယူသေးကြပါလူဝဲဝတ္ထုပစ္စည်းကိုလည်းယူသေးကြပါကိုယ်အိမ်မှာအလူလုပ်တဲ့အခါကျတော့ယူသေးသလားမယူသေးဘူးလားယူသေးတယ်ယူသေးတာကတော့ကျွတ်တို့ဗုဒ္ဓဘာသာတော့ခါရဝနိဝါဒရှိတာဘယ်ဘာသာမှမရှိပါဘူးဟုတ်လားသို့တော်ပြိဿရဲ့အံ့ဩစရာကောင်းတာတခါကျရင်ကျွတ်တို့ဗုဒ္ဓဘာသာတွေကလေအကြောင်းအကျိုးနဲ့သိတယ်အိမ်မှာအလူလုံးတဲ့အခါကျတော့ထက်မြက်ရှိပြီးတော့အများကောင်းမှုပေါင်းစုတဲ့အလူကြရင်နည်းနည်းလေးရောတိရောရဲ့မရှိဘူးလားရှိပါဘူးအလူကံပုဂ္ဂိုလ်တွေကြွလာတယ်ထေကြီးဝါကြီးတတ်တော်80ဝါတော်60တတ်တော်80ဝါတော်50တတ်တော်60ဝါတော်40အဲ့ဒီလိုကြီးမြတ်တဲ့မထေမြတ်ကြီးတွေရောမပါဘူးလားပါပါတယ်ဗျာဒါဆိုရင်တဖြည်းဖြည်းနှိမ့်ချလိုက်တဲ့အခါတတ်တော်40ဝါတော်20တတ်တော်30ဝါတော်10ဝါတတ်တော်25နှစ်ဝါတော်5ဝါဆိုတဲ့ကိုတော်အငယ်အလက်ကလေးတွေရောပြိဿမပါဘူးလားပါပါတယ်ဒါဆိုရင်နှိမ့်ကြည့်လိုက်တဲ့အခါအတအပြင်73 74 55 16 17 19သာမဏေအရွယ်လေးတွေရောမပါဘူးလားပါတယ်အလူကံကြီးကြွလာတဲ့အခါမှာမထေကြီးတွေတန်းစီပြီးတော့အင်္ဂလိပ်တန်ပတ်တိနဲ့ကြွလာတဲ့အချိန်ဒုဒကာဓမ္မတွေရဲ့ဖဏတ်တွေချုပ်ခိုင်းစရာလိုသလားလက်တွေသိမ်မွေခိုင်းစရာလိုသလားဟဲ့ဆရာတော်တွေကြွလာပြီးနောင်းရင်ဟောပြိဿရဲ့တဖြည်းဖြည်းနဲ့နှိမ့်ချလိုက်လို့ကိုရင်လေးတွေပိစုပ်လေးတွေရောမပါဘူးလားပိစုပ်ဆိုတာနှိမ်ချပြောတာမဟုတ်နော်သင်္ကန်းကောင်းဝတ်စရာမရှိလို့မိုးကလည်းတပြင်းပြင်းရွာချနေတဲ့အချိန်သင်္ကန်းကမချောက်တစ်ချောက်နဲ့တခါနဲ့ရိုင်ထိုးနဲ့လာတဲ့ကိုရင်လေးတွေကြွလာတဲ့အခါကျတော့ရောပြိဿစောကလက်နဲ့စောကစိတ်ဓာတ်စောကမျက်နာတွေအမှန်တိုင်းပြောအကုန်ပါရဲ့လားဟဲ့ကြည်ပေါင်းဟဲ့ညီတီပတ်တီတွေဟဲ့ဘလူတွေလည်းမသိပါဘူးအစ်စ်ကောဟုတ်လားမသိပါဘူးဆိုပရိသတ်အမှန်တိုင်းပြောကြည့်ပြောတာမပြောတာပြောတယ်ဟုတ်လားပြောရင်လည်းပြောပြတော်ရမ်းလည်းမပြောနဲ့ဟုတ်လားဗမောဆရာတော်ကြီးအကြောင်းကြားဘူးတယ်မို့လားဗမောဆရာတော်ကြီးမန္တလေးမှာဆုံးခံကြတော့မန္တလေးမှာဘုံလောင်းတာဟုတ်လားဗမောဆရာတော်ဆိုတာကငယ်လေးတွေအချိုးမကြတာသင်္ကန်းဟိုတစ်ဖက်တို့တစ်ဖက်ရှိနေဆုံးအောင်ထွဲပြီးကြွသွားတော့တခါလေဟောဘုံလောင်းတဲ့ဒကမာကြီးတွေကလည်းတပါးသာဝတ်သားဟင်းနဲ့တုံငပြောသီးနဲ့တလုံးဆွန်းနဲ့တစွမ်းသာကြံနေတဲ့အခါကျတော့ကြွလာတာလေဗမောဆရာတော်မြင်ရတာမကြည်ညိုတော့လေတော်ပြီမလောင်းတော့ဆိုအိုးလေးပိတ်ထားတယ်ဗမောဆရာတော်လည်းအဝေးကြီးကငပြောသီးမြင်လာတာငပြောသီးအလားရောက်မှထံအိုးထဲထည့်လိုက်တယ်မျိုးဘောကံပြီးတော့ဓမ္မကြီးကြံနေတယ်တပါးသာလောင်းလေခရောဆုံးပါဗျာဒီလိုမရှိတော့ဘူးဗျာဟာရှိရတယ်ခင်ဗျာဘာလို့မလောင်းတာလဲမလောင်းရင်လို့မလောင်းတာဗျာဟုတ်လားဟောကြီးညိုပွဲမပါတော့ပြိဿကြီးတန်ခါခုံအာယုံပြောက်သွားပြီအမြင်ကြည့်လို့မကောင်းတာလေးတခုတည်းအာယုံကြည့်လိုက်တော့လောင်းသေးလားမလောင်းတော့လေပြိဿနော်ဗမောဆရာတော်ဘလောက်ရွတ်တယ်မှန်းတယ်မလောင်းနေဟဆိုပြီးတော့ပြိဿဖင်တံပြသွားတာအဲ့တုတ်တာစောစောတုတ်တာခါတဲ့ငါမတုတ်တဲ့ခါကျတော့တခါတဲ့ဒကမကြီးတဲ့ဟဲ့ပတ်တာဒီကိုရင်ကြည့်ပြီးတော့ဆဲတယ်ကျောင်းတိုက်သွားလျှောက်မယ်ဆရာတော်သွားလျှောက်မယ်ဆိုတော့ဗမောကဘာလဲမှတ်ကျုပ်ပဲဗမောတိုက်ကပန်တိလို့ခေါ်တယ်ဟောဒီမှာအမေမွေးတဲ့ဖင်မအမှတ်ရှိတယ်ဖင်ကိုရိုက်ကြပြီးပြေးသွားအောင်အဲ့ဒါမင်းလားတခါမှကျွတ်တို့ဘုရားဘာသာကြီးတရားတရားကောင်းတဲ့တော့အဝတ်သင်္ကန်းကိုကြည့်အသွင်ပြင်လေးကိုကြည့်ပြီးတော့တန်ဖိုးလျှော့တွက်လိုက်တဲ့အခါမှာရမယ့်ကုသိုလ်တွေရောက်မသွားဘူးလားမထေရကြီးတွေလာရင်လည်းပဲဟောဒီလက်ကတက္ကိဇာဒါနာယူသိမိပါစေမထေရလက်တွေလာရင်လည်းဟောဒီလက်မှာတက္ကိဇာဒါနာယူသိမှုတွေပါပါစေကိုရင်ငယ်လေးတွေကြွလာရင်လည်းပြိတ္တရေဟောဒီလက်မှာတက္ကိဇာဒါနာယူသိမှုတွေပါပါစေရော့ကြသွားလို့ဖြစ်ပါမလား
ရော့ကြသွားရင်အကျိုးတရားကရောပြိဿရော့သွားမလားတိုးသွားမလားကိုယ်လေးငယ်ငယ်လေးအထင်မသေးနဲ့ဟုတ်လားပြိဿငွေဝေးဆိုတာကငယ်တာရောကြီးတာရောအစိတ်မပဘူးလားအကောင်ကြီးတော့ကြီးသလောက်အစိတ်တက်တယ်လို့အကောင်ငယ်တော့လည်းပဲပြိဿငယ်သလောက်အစိတ်တော့တက်တာပဲအစိတ်ပပါတာဟုတ်ရဲ့လားကိုနေတိုင်းကျင့်သုံးနေရတဲ့လူသီလကအမြဲတမ်း၅ပါးပဲရှိတာဟိုမှာကကိုရင်ကတရဏဂုံတီလို့တန်ခါတာမဏေဘဝရောက်လိုက်တာနဲ့တရဏဂုံနဲ့10ပါးသီလကိုတဲ့5ပါးကွာမသွားဘူးလားနောက်တဲ့သိခိယတို့သုတ္တတခန္ဓကောက်တို့40ပါးဓာတ်10ပါးပေါင်းလိုက်မယ်သူတို့လည်းပဲသိက္ခာပုဒ်100ကျော်ထားရွက်ထားတာဆိုတော့ကိုသားလောက်ကိုမြီးလောက်လေးတွေပေစုပ်စုပ်လေးတွေထင်ရပေမဲ့သင်္ကန်းဝတ်လိုက်ပြီဆိုတော့သူ့သီလနဲ့ကိုယ်သီလတူသေးရဲ့လားအမလေးကိုယ်သီလကတခါတခါအစိတ်ပြောင်းရုံနဲ့မို့အစိတ်ပါကျိုးထွက်နေတာဟုတ်လားသူ့အစိတ်ကတောက်တယ်အဲ့တော့သေးသေးလေးပဲဆိုအထင်သွားမသေးနဲ့အဲ့သေးသေးလေးတွေပဲကြီးကြီးတွေဖြစ်လာတာဟုတ်တယ်မို့လားအခုဦးစင်းမေတော်ကြီးဆိုတာအခုမှတွေ့တဲ့မေတော်ကြီးမို့ဦးစင်း9နှစ်သားတွေကမြောင်းမြောင်းခေါ်ပြီးတော့မွေးစားထားတာ9နှစ်သားလေးတွေကမြောင်းမြောင်းမှာဒီကတော့သပိတ်ပိုက်ဆုံးကန်ကြွနေတာတခါတလေနောက်ကစပိန်တိုင်းဂျုံပြန်လန်ကျသွားတဲ့အတွက်ခံဘူးတယ်ဟုတ်လားသို့တော့အဲ့လွန်ခဲ့တဲ့9နှစ်လောက်တော့ကိုယ်စပိန်နဲ့တိုက်မယ်ဆိုရင်ပြိဿကြီးကဲသီးခံတဲ့မျက်နှာလေးနဲ့ပြုံးနေမယ်လို့ထင်လားတုတ်ထည့်လိုက်တာမိုးကိုမွန်ထွက်သွားတာဟုတ်လားကဲပြိဿကြီးအဲ့ဒီတော့ကတုတ်လာခဲ့တာကကလေးစရိုက်နဲ့တုတ်လာပြီမဲ့အဲ့ဒီကလေးလေးကပဲအခုကြီးလာတော့23လမေတော်ရှိမှပဲအခုဆရာတော်ဖြစ်မနေဘူးလားအဲ့ဒါပဲဒါကြောင့်ကိုရင်လေးတွေအထင်မသေးနဲ့အဲ့သေးသေးလေးတွေကပဲသာသနာအာဇာနည်ဆိုပြီးတော့ပြောင်းသွားတာဟုတ်တယ်မဟုတ်လားဒါကြောင့်ကိုရင်လေးကိုလှူရင်လည်းပဲကိုယ့်ရဲ့ယူသိမှုကမလျော့သေးနဲ့ဆရာတော်ကြီးတွေလှူရင်လည်းကိုယ့်ရဲ့ယူသိမှုကဒီတိုင်းရှိပါစေတဲ့ဆရာတော်ကြတော့တစ်မျိုးကိုရင်လေးကြတော့တစ်မျိုးမလုပ်ရဘူးငရရတော့အတူတူငခုရတော့ခွချမလုပ်နဲ့ဟုတ်လားဆရာတော်ကြီးတာတဲ့ဆိုလူပြီးတော့မလောင်းဘူးလားဥပမာပဲရိုးရိုးလေးပဲပြောကြည့်ပါခင်ဗျားတို့ဆောင်းတော်အင်းကိုအခုမေဇိမကိုကြီးမှန်သိသွားပြီဟုတ်လားနောက်ကကိုရင်လေး၄၅ပါးခြံရလာရင်မေဇိမကိုကြီးဆရာတော်ကြွလာမယ်ကဲဘသူ့ကိုလောင်းညံ့မလဲအဲ့မေဇိမကိုကြီးကိုတော်ဟိုးနောက်ကကိုရင်လေးလိုပဲငယ်တော့ပိကက်ကလေးဆိုတာသိရင်နော်မဟုတ်ဘူးပြိတ္တစိတ်ဓာတ်တွေကပြောင်းမသွားဘူးလားမပြောင်းနဲ့ခမည်းတော်ဇက်ကားရှိပါတယ်ရောက်ခမဆိုတာတစ်ချိန်လုံးဟာသမတ်ပါပဲဟုတ်လားမေဇိမကိုကြီးဆိုတာလည်းတစ်ချိန်လုံးကတတိပေစိုးနဲ့ခက်ကြွကိုတော့ပါပဲဟုတ်လားဒီကနေ့ပလင်မော်ရောက်လာမှအမလီထောင်တာတွေဓမ္မစရိယာတွေမေဇိမကိုကြီးတဲ့ပြောနေတာလွန်ခဲ့တဲ့နှစ်30လောက်ကအကြောင်းနေတာပြန်ပြောလို့ရှိရင်ပြိတ္တအနာတော်ကပ်မှာမဟုတ်တော့ဟုတ်လားအဲ့တော့ကိုရင်လေးတွေဆိုရင်ရောမယုံမသိဆက်ဆံလို့ရပါမလားမရဘူးမိမိလှူနေတဲ့ဆွမ်းကအလကားရတာဟုတ်ရဲ့လားကိုယ့်ရဲ့ချွေးတွေဟောဒီဆွမ်းထဲမှာပါတယ်ကိုယ့်ရဲ့သွေးတွေဟောဒီဆွမ်းထဲမှာပါတယ်ကိုယ့်ရဲ့အသက်တွေရင်းပြီးတော့ရှာခဲ့ရတဲ့ငွေကြေးတွေဟောဒီဆွမ်းထဲမှာပါတယ်ကိုယ့်ရဲ့အသက်တွေသွေးတွေချွေးတွေရင်းပြီးတော့ရအောင်ရှာလာတဲ့ရှုစင်တန်ရှင်းတဲ့ငွေကြေးကိုတော့မှရင်းရဲပါရက်ကဲနဲ့ယူတည်မှုဆိုတဲ့ခါတော်တရားလေးရော့ကျသွားရင်ဘယ်သူရှုံးမလဲကိုယ်ပဲရှုံးတယ်ဟုတ်လားဦးဇင်းတို့မြောင်းများတော့ဝေလွန်အောင်ဆောဘုရားကြီးဆိုတာပြောဘူးလေဟာဆရာတော်ဘုရားကလေဘလို့အတုခိုးဖို့ကောင်းတယ်ပြိတ္တရဲ့စရောင်းစားကိုလှူရင်လည်းပဲသူကဒီကောင်ထမင်းစားဖို့တောင်းတာကွာထမင်းတစ်ပွဲဆိုရင်ဦးဇင်းတို့ငယ်ငယ်ဆို5ချက်30ပေါ့ထမင်းတစ်ပွဲ30လောက်မှဒီကောင်ဆိုရင်15ချက်ဖို့လောက်မှဝါမှာကွာဆိုပြိတ္တစရောင်းစားကိုလှူရင်လည်းပဲဖက်နှက်ချွတ်ကြနာနာရိုးသေးသေးနဲ့မင်းဒီ15ချက်ကနော်ထမင်းစားဖို့လှူတာမင်းဝယ်စားပြအောင်စားနော်မင်းထမင်းစားလို့တောင်းနေတာမို့လားဆိုပြိတ္တရဲ့စရောင်းစားကိုပြီးတာတော့ဆရာတက်တော်အခု89နှစ်ရှိနေပြီတက်တော်89နှစ်ရောက်နေပြီပြိတ္တစရောင်းစားလှူရင်လည်းဖက်နှက်ချွတ်ကြနာနာရိုးသေးသေးနဲ့လှူတာဟုတ်လားကဲသူလည်းပဲအခြေအနေရဘဝကံမကောင်းလို့တောင်းစားနေရပါမယ်သူ့မှာရောအစာအိမ်မပါဘူးလားသူ့မှာရတတနာတက်မှတ်တဲ့ရှာမပါဘူးလားအေးပြိတ္တကြီးသူလည်းကောင်းကောင်းစားခြင်းပဲကောင်းကောင်းလေးအရသာခံခြင်းပဲဒီတော့ကိုလူလိုက်တဲ့အလူလေးဟာလူသားတယောက်အနေနဲ့ကြည့်မယ်ဩဒါလူသားတယောက်ငါဆွမ်းတက်လက်ကိုငါအလူတစ်ခုကိုအကြောင်းပြုပြီးတော့တရက်အသက်ရှင်ခွင့်ရရင်ငါအလူကဘလို့တန်ဖိုးကြီးမလဲလို့အဲ့ဒီစိတ်ထားလေးနဲ့လှူလိုက်တာနဲ့ကိုယ့်ရဲ့ခါရဝါလေးပေါင်းပြီးတော့တက္ကိစ္စလေးထည့်လိုက်မယ်ဆိုရင်အကျိုးဟာပိုမများဘူးလားများပါရဲ့ဗျာဒါကြောင့်ပရိသတ်ဘုရားလောင်းသူတော်ကောင်းတို့ရဲ့ဒုတိယမူကတော့ဘယ်လိုပုဂ္ဂိုလ်မျိုးကိုပဲလှူပါစေဘယ်လိုလူဝဲပစ္စည်းကိုပဲလှူရမ်းပါစေလူဝဲဝတ္ထုလည်းရိုးရိုးသေးသေးနဲ့ပြုလုပ်ပြီးတော့လှူတယ်အလူကံပုဂ္ဂိုလ်ရဲ့အပ
ပေါ်မှာလည်းပဲဝါကြီးတာဝါငယ်တာယဟန်ဖြစ်တာရှင်ဖြစ်တာသာမဏေဖြစ်တာဆရာတော်ဖြစ်တာဘာမှမခွဲကြပဲနဲ့ယူသေးမှုဆိုတဲ့တရားတရားနဲ့သက္ကိစ္စတရားနဲ့လှူကြပါတယ်ဒီတော့လှူတတ်ပါစေဆိုတာအရေးမကြီးဘူးလားဘာကြောင့်အရေးကြီးလဲဆိုရင်ကျွတ်တို့ဗုဒ္ဓဘာသာတွေတော့လှူတာဘယ်ဘာသာမှမရှိဘူးရှိနိုင်မှာမလားအခုကျွတ်တို့ကမြန်မာနိုင်ငံလက်ရှိအခြေအနေကစီးပွားရေးကကြက်တဲတယ်ပြောမလားချောင်းတယ်ပြောမလားဟမ်ဟာလေခင်ဗျားတို့ပြောတာကျုပ်မသိလို့မေးတာဟုတ်လားကျွတ်တို့မပြောဘူးဟုတ်လားမသိလို့မေးကြည့်တာဟုတ်လားအဲ့တော့ပြိဿကြီးစီးပွားရေးကြက်တာချောင်းတာကစကားထဲမှာပဲရှိတယ်သာသနာနဲ့ကြည့်လိုက်တဲ့အခါဒီကနေ့မြတ်စွာဘုရားသာသနာမှာနေတဲ့သံဃာတွေဟာပို့ပြီးတော့ပြည့်စုံတယ်ဘုရားဟာဘုရားနဲ့တူတယ်ကျောင်းဟာကျောင်းနဲ့တူတယ်ဦးဇင်းတို့ငယ်ငယ်တုန်းကဝါဆိုသင်္ကန်းကတိသင်္ကန်းတစ်နှစ်တစ်စုံတစ်စုံရဖို့ဆိုတာပြိဿကြီးအောင်မလီတော်တော်ဘုံကံပါတဲ့ကိုတော်မရတာအခုဆိုရင်ရလွန်းလို့တော့မှကိုတော်လေးတွေကိုထိန်းချုပ်နေရတယ်ဟာဒီရတဲ့လက်လာပါတွေပေါ်ตายာပြီးတော့မဟုတ်ကဟုတ်ကတွေစိတ်ဝင်စားမှာဆိုလို့ပြိဿကြီးအခုဘလောက်ကြက်တဲတယ်ပြောသာသနာမှာတော့စီပင်ပြန်ပွားမနေဘူးလားဘုရားဘာသာရဲ့တရားအားကကောင်းနေတဲ့အချိန်မှာတို့တရားဓမ္မတွေလှူလိုက်တဲ့အဲ့ဒီအလှူတိုင်းကိုအကျိုးများစေခြင်းလို့ဦးဇင်းကဒီနေ့ဒီတရားကိုရွေးတာဟုတ်လားမိုးချင်နေမကောင်းရင်တိုးမယ်မိုးချင်နေကောင်းရင်ရှင်းမယ်လို့အစာတွေကပြောထားတဲ့အတွက်အခုဟောရတဲ့တဏှာကြီးတော့ပြည့်ပြီရက်လဲရတော့မလားဒါလည်းခင်ဗျားတို့ခိုင်းတာနော်ဟုတ်လားပြီးတော့မှမေတော်ကြီးကောင်းတယ်ရှင်ဘုန်းကြီးလည်းတော့အရေးကြီးရှင်တော့တရားကြီးရှိတာတော့ပြီးမပြီးနိုင်ဘူးသွားမလုံးနဲ့အခုဘယ်သူခိုင်းတာလဲသတ္တာယဒါနတိတိယုံယုံကြည်ကြည်နဲ့ပေးလူတယ်သက္ကိသဒါနတိတိယုံယုံသေးသေးနဲ့ပေးလူတယ်နံပါတ်3ကာလေနဒါနံတိတိအချိန်ကာလကိုမလွတ်တမ်းတဲ့ဘုရားတော်တို့ကအလှူဒါနကိုအမြဲတမ်းပြုတယ်ကာလဌာနအချိန်ကာလကိုမလွတ်တမ်းလှူတဲ့အလုပ်ဒီဘုသူရဲ့အလုပ်လေဘုရားတော်ပါဗျာဒုပရိသဘုရားတော်လမ်းစဉ်ကိုလိုက်မှာလားမလိုက်ဘူးလားသံဃာတော်ရှင်မြတ်ဒီအတွက်အချိန်ကာလမြောင်များစွာရှိတယ်သင်္ကန်းနဲ့ပိုင်းရင်ကထိန်သင်္ကန်းဒီကထိန်ကာလသီးသန့်ရှိတယ်ဝါဆိုသင်္ကန်းဒီဝါဆိုကာလသီးသန့်ရှိတယ်သံဃာတော်အရှင်မြတ်ရဲ့ဆွမ်းကိုအာယုံပြုလိုက်တဲ့အခါကျတော့သံဃာတော်ရှင်မြတ်တွေမှာဘယ်ရက်ဘယ်လဘယ်နှစ်နာရီဘယ်နေ့ဆိုရဲဆွမ်းဖုံးပေးတဲ့အချိန်ကရက်တေနာတွေတာလတရက်တစ်နှစ်နဲ့ပိုင်းထားတာရှိတာရှိပါဘူးသံဃာတော်ရှင်မြတ်တွေလည်းဖိုက်မပါဘူးလားပါပါတယ်ပါဇက်မပါဘူးလားနေ့တိုင်းမဖြစ်နဲ့စားရတာပဲနေ့တိုင်းစားရတဲ့ဒုက္ခအတွက်ဒီစားရရေးအတွက်သမုဒ္ဒရာဝန္တတာအတွက်တပိတ်ပိုက်ပြီးတော့အိမ်စဉ်လဲပြီးတော့ဆွမ်းမခံရဘူးလားသို့တော်ပြိဿသံဃာတော်အရှင်မြတ်ကြီးရဲ့နေ့စဉ်ဆွမ်းစားခွင့်အချိန်ဒီပါမစ်အပြည့်ရှိရဘယ်နှနာရီမှာပါမစ်ကုန်သွားလဲ12နာရီဟုတ်လားတော်သေးတယ်ဒါဘုရားထားခဲ့လို့ဟုတ်လားအခုခေတ်ဆိုရင်ပါမစ်ကသိလွယ်တာမဟုတ်ဘူးဟုတ်လားထက်မြန်တိုးလိုက်ရင်9နာရီသာခင်သွားပြီဟုတ်လားအဲ့တော့ပါမစ်က12နာရီထိပဲရတယ်ဆိုသံဃာတစ်ပါးကဆွမ်းစားဖို့အချိန်ဓမ္မကြီးလက်သုတ်တာပဲကတ်ချင်ဘယ်နှနာရီအတွင်းပဲကတ်လို့ရတယ်12နာရီဒီတော့ဝါဆိုသင်္ကန်းရတော့ကာလသင်္ကန်းလို့ခေါ်ကြတယ်ကထိန်သင်္ကန်းရတော့ကာလသင်္ကန်းလို့ခေါ်ကြတယ်ပြိဿကာလဒါနဆွမ်းနဲ့သံဃာတော်ရှင်မြတ်တွေအတွက်နေတိုင်းရှိပါတယ်မရှိဘူးလားရှိပါတယ်ဥပမာကသံဃာတော်ရှင်မြတ်တွေလည်းအကြောင်းကြီးငယ်နဲ့ယထာသိမယ်ကားသိမယ်လင်းသိမယ်သင်္ဘောသိမယ်ခရီးသွားတယ်ဟောအကြောင်းကျိုးမကြီးလို့မြန်မာနိုင်ငံအလွန်ကောင်းတဲ့ယထာတွေတခါများပြက်ခဲ့သည်ရှိတော်တဲ့ဟုတ်လားကောင်းတယ်မို့လားဟုတ်ပါတယ်ဒီလိုယထာမသိဘူးလား12နှစ်လောက်ရှိပြီအဲဒါကြောင့်မသိလို့ပြောတာပါအလွန်ကောင်းတဲ့ယထာကြီးကတခါပြက်ခဲ့သည်ရှိတော်12နာရီလည်းထိုးတော့မယ်ဟိုဘက်လည်းရွာမဟုတ်ဒီဘက်လည်းရွာမဟုတ်တောထဲမှာပြက်နေကိုတော်တွေဆိုတာကဒုဒကာဒကမတွေလို့ခီးသွားရင်အိမ်ကနေခြိုင်းထည့်ပေးမယ်လို့ရှိနေတာခမရတို့ကအိမ်မနေတာအပြုစုမခံရတာအမေဖျားဘူးသွားမယ်ဆိုတော့သားရီသမီးတွေအဲ့ချိန်ရောက်ထည့်မပေးဘူးလေမလို့ငချောက်ဖုံးလက်ဖက်တော့အမလီဒါပေါင်မုံထောပတ်တော့ဒါကဂျိုတော့ဒါကချက်သားဂျိုနဲ့စားဖို့မျိုးစုံထည့်ပေးလိုက်တာကိုတော်ဒီမှာဘာမှမပါတော့တွက်ပြီးသားလေဘယ်ဘူတာရောက်ရင်ဘယ်နှနာရီထိုးမယ်အဲ့ကျမှဆွမ်းထုတ်လေးဝယ်ဖုံးပေးမယ်ဟောယထာပြတ်သွားတော့တိုင်မာတွေလွဲမသွားဘူးလားမြတ်စွာဘုရားရဲ့သာသနာမှာဖန်ဝါနေမြတ်ကြတဲ့ကဆင်မြန်းထားတဲ့အတွက်ကြောင့်ရှင်ယဟန်ဆိုတာသိချာသိရင်
ပြိဿရဲ့ဘယ်ကိုယ်တော်ပဲဖြစ်ဖြစ်စားချိန်ဒီပါမစ်ဘလောက်မှအဲ့တော့ဒီကိုယ်တော်လေး12နာရီထိုးတော့မှဘာမှလည်းဖုံးပေးစရာမပါဘူးထင်တယ်ကဲငါကတော့ရှေ့ဘုရားယထာထွက်မှဘာဝယ်စားစားရတယ်ဒီကိုယ်တော်လေးငါပါတဲ့ဆွမ်းလေးတစ်လုံးငါပါတဲ့ပေါင်မွန်လေးတစ်လုံးငါပါတဲ့ကြက်သားကြော်လေးတစ်ဖွဲ့ငါလှူအောင်မှပဲလို့ကာလဒါနကိုကြည်လှူရင်ရောပြိဿအဲ့ဒါကာလဒါနမမြောက်ဘူးလားအမလီအဲ့ဒီကာလဒါနကမှပြိဿကြီးကာလဒါနလည်းမြောက်တယ်လို့တန်ဃာတော်အရှင်မြတ်အတွက်အရေးကြီးဆုံးဒီဆွမ်းဖုံးပေးလိုက်တာနဲ့အဲ့ဒီကိုယ်တော်ဒီဆွမ်းကိုမှီဝဲပြီးတဲ့အချိန်ကစာပေတွေကြက်တိုင်းတရားတွေအထုတ်တိုင်းဂုဏ်တော်တွေပွားတိုင်းကိုယ်ဆွမ်းကြောင့်ပြိဿကြီးလုံနိုင်တဲ့အခါကိုယ်အလှူတွေမြောင်များစွာတန်းစီပြီးတော့ပါမသွားဘူးလားပါသွားတယ်ဒါကြောင့်ဖယားနောင်းတို့ဟာအလောင်းတော်ဘဝမှာဘယ်တော့မှကာလဒါနကိုအလွတ်မခံဘူးဟုတ်လားဒါကြောင့်ဒုပရိသကာလဒါနလေးနဲ့မြင်တတ်ပါစေဟုတ်လားဦးဇင်းလေးဘလောက်ကိုချင်းစာမိနေဟိုဘက်နှစ်ကမွန်ပြည်နယ်ကနေတရားဟောပြီးတော့ပြန်လာတာဒါမွန်ပြည်နယ်မော်လမြိုင်တို့ဘာလို့ဆိုဓမ္မပူဇာတအားလှူတာဟုတ်လားဒါပေမဲ့23လမ်းတော့မမီပါဘူးဟုတ်လားဘာလို့တော့တညဆိုရင်အနည်းဆုံး38သိန်းသိန်း40သိန်း50 23လမ်းနဲ့တော့တခြားစီပဲဟော23လမ်းသိန်း50တော့ပြင်းအောင်ပြင်းနေတယ်ဟုတ်လားဟုတ်တယ်မလားကြီးပြင်းအိမ်မောချောင်းကြည့်နေလားဟုတ်လားအဲ့တော့ဥပ္ပယလည်းလေကိုကလှူခြင်းနေတာငါတခုခုတော့လူစာတင်လိုက်နေလိုက်လူလိုက်လူနေအဲ့ဒီမှာကြိုက်ထိုလဲရောက်ရောစောတိုင်ကိုရောက်တော့ရက်ကွာလို့ခဏနာအောင်ဥစဉ်လဲရက်ပြီးမကြဘူးလိုင်းကားကြီးတစ်စီးဆင်းလာမောင်းလာတော့ရက်လဲရက်ရောကိုရင်လေးတွေကြီး12ပါးအခုဒီမျက်စိနဲ့မြင်အောင်လေးတယ်ဥစဉ်ကတပါးအဲ့တော့နိုင်ကြည့်လိုက်တော့17နာရီခွဲနေပြီဟာကျောင်းတော့ပြဟိတ်ကောင်တော့အဲ့ကိုတော်လေးတွေသွားပဲအကုန်လုံးတို့ဆုံးကက်ရအောင်သွားခေါ်တော့ကိုရင်လေးတွေဆုံးပုံးပြီးအောင်ကြာတော့ကပ်ပြရလဲညံ့တာဟုတ်ကိုရင်ကတခါကြီးမစားတော့ဘူးဆိုတော့ဆရာတော်မစားတော့ပြောတယ်ဟာညံ့တာကွာလို့မစားတော့ဘူးဆိုတာကကတ်မယ်လို့သွားလျှောက်ကြည့်သမှာလားလို့မင်းကတ်မယ်လို့လျှောက်ပါဆိုဆုံးကတ်ခြင်းလို့ဆရာတော်ခေါ်နေတော့ပြောလိုက်ဆိုအဲ့သူတို့ပြောတာကြာပါလေကွာငါပြောတယ်အချိန်ကမရှိတော့ဟဲ့ကိုရင်လေးစဉ်းစားနာဟိုဦးလေးစဉ်းမနာနာစဉ်းစားကဲမလို့ဆုံးမစားသေးဘူးလားမစားသေးဘူးဖေဟာဟမ်ကဲနာလာဘာမှမပြောနိုင်တော့ကလေးဆိုဝတ်သားကြက်သားရှောင်းလာလဲရှိမှာချာဟင်းနေချအမြန်ချစားလိုက်တာလေပအိုလေးတွေဆိုလေဩပရိသေအာရပါရစားဆုံးလို့နေတယ်ဦးစင်ကြီးပြီဆိုကောင်းကျောင်းသားတွေကိုခေါ်ပြတွေ့လာလို့စောစောတော့ကမင်းတို့သွားလျှောက်တော့ဗာပြောတယ်မစားတော့လို့ပဲအခုစားနေတာကြည်တယ်လို့ဆွန်တအုပ်ပြီးတအုပ်ချနေရတာဒါတော့စားဝအောင်စားအလုံးစုံအကြီးဆုံးဝယ်မှာ12နဲ့13နှစ်လောက်ပဲဒီမှာစားပြီးတော့ကြည့်ပြီးတော့အားရလိုက်တာအဲ့ဒါနဲ့အချိုးဝဲတွေမှာချကျွေးပြီးတော့ဦးစင်းကဖွင့်လေးကိုမေးတယ်ဒါလို့မင်းစောစောတော့ဘာလို့မစားဘူးလို့ပြောတာလဲဆရာတော်တဲ့တပည့်တော်တဲ့စာတင်လိုက်သွားဖို့ပတ်စံ2000နဲ့ပါတာတဲ့ဆွန်းတက်နဲ့စားရင်1000ရော့သွားမှကြောက်လို့မစားတာတဲ့တကယ်ခက်ခဲတဲ့ကိုတော်လေးတွေမှာပြိဿရဲ့မိမိလက်ထဲမှာဒီစာအုပ်ဖိုးလေးကြံဖို့အတွက်ကိုအငတ်ခံပြီးတော့နေရတာအများကြီးပဲဟုတ်လားဒါကြောင့်ခရီးသွားရင်များကြည့်ပြီကာလတာလလှူပြအောင်လေဦးစင်တကယ်ပဲဒါလက်တွေ့ကျင့်သုံးတာဦးစင်သင်္ဘောသိတယ်မလားအကုန်လုံးသင်္ဘောထွက်ပြီးတော့လည်းကပ္ပိယပိုင်းလိုက်တွက်တန်ခါလေးအကုန်တွက်သူတို့တွေအားနာမှာဆိုလို့ဒါလည်းသမင်းဆိုင်အောင်တော့ပြောတာသင်္ဘောမင်းတို့မနဲ့ကြရင်အဲ့ဒီကိုတော်တွေကိုမေးသူတို့ဖုံးမေးနေတာအကုန်လုံးလိုက်ကလိုက်ပြီးရင်ငါရှင်းပေးမယ်သူတို့ဘာမှအလှမခံနဲ့သူတို့ဘာမှတောင်းနဲ့ခိုင်းပြောတာလားဘာဖြစ်လို့ဒီကာလဒါနမျိုးလှူပါခဲ့တယ်လေဟုတ်တယ်မလားအဲ့တော့အဲ့ဒါလောက်ကြီးကာလဒါနကိုကိုချင်းစာတတ်တာပြိဿရင်ဘာဖြစ်လို့လဲသိလားဟောကိုချင်းစာတတ်မှာတော့ကိုယ်တိုင်ခံစားလို့ပေါ့ဟုတ်တယ်မလားကိုယ်တိုင်ခံစားမှုလို့ကိုချင်းစာတတ်တာပေါ့ဟုတ်လားဥပင်းရဲ့ငယ်ဆရာတော်ကဟင်္ဒရမှာဆိုတော့ဆရာတော်ငါ့စီကိုလာခဲ့စမ်းဘေကားကိုစီလာခဲ့နမ်းမှာဘယ်မျိုးအောင်မှဆွမ်းစားဆိုတော့ကျုပ်ကလည်းဆရာတော်ပြောတဲ့မြေပုံအတိုင်းပဲစာရွက်ကန်လိုက်သွားတာဟာလိုက်သွားတော့နမ်းမှာကားကြီးကဘိန်းပေါက်နောက်တစ်လုံးမှထပ်ပေါက်တော့ကားဘိန်းနှစ်ခါပေါက်လိုက်တဲ့ခါကျတော့ကားသမားနဲ့မောင်းတော့တခါကြီးအဲ့ဒီရွာကိုလည်းအဲ့ဒီရွာမရောက်သေးဘူးလား17နာရီကထိုးရနေပြီဟာရှင်ပြမိတယ်မောင်းကိုကလည်းမသိတဲ့နေရာဆိုရောက်လို့နဲ့ဟာတော်တော်လေးနဲ့သူ့နာကြီးလည်းမကြည့်ရတော့ဒုက္ခပဲအာယုံဆုံးကလည်းကိုဘာမှမဆောင်4နာရီထားစီရတာအာယုံဆုံးမစားခဲ့ရနေဆုံးကြလည်းဘိုက်ကတကြုံမိ7နာရီဆိုသွားပြီကွာလို့ဒီနေ့တော့ငါတော့ဘယ်လိုများလုပ်ရမှာလဲသွားပြီကကြီး3မှတ်တော့ဆိုင်ပြီဟုတ်လားစိတ်တွေဆင်းရဲလိုက်တာယဟန်နဲ့တဝါပဲရှိသေးတယ်ဟုတ်လားအချက်ကလည်းမရှိတရှိပေါ့ဟုတ်လားအဲ့တော့တခါမောင်းသွားအဲ့ဒီစောဆိုင်ရောက်တော့တဏှာကြီးထိုးနေလူတွေလည်းတော့ဘာရင်းနေပြီဘာညာဟာလူတွေလည်းဟိုးနဲ့မှားကြပြီဆာနေကြပြီဟိုအကုန်လုံးကလည်းကိုကြက်သားကိုဝတ်သားကိုငါးပဲမဲတင်းပြီးခဲနေတဲ့အချိန်ရဲတစ်ချက်ကြီးဟာချိန်နေတော့ထူကြတယ်အပေါ်မောကြည့်လိုက်တော့လှေကားတွေ့တယ်အပေါ်မှာတက်ကြဘူးမှမရှိဘူးဟုတ်လားဖះရှိသွားပြီ
ဆရာအရှင်မြတ်ဗျာအရှင်ဘုရားသားတော်တပည့်တော်အာယုံစွန်းလည်းဘာမှပိုက်ခြင်းမရှိဘူးနေစွန်းလည်းဘာမှမလုပ်ခြင်းမရှိတဲ့အတွက်ဒီပြီးတော့လည်းအရှင်ဘုရားနဲ့တော့ဒီနေ့တော့လက်နဲ့ငြိမ်းချမ်းရေးလင်မရမယ်ဟုတ်လားအဲ့တော့ဘုရားကိုရိုးရိုးသေးသေးပဲတောင်းမှလျှောက်ပြီးတော့အပေါ်နဲ့လှီကားနဲ့ချောင်းနေဟိုဈေးတွေကလည်းရောင်းကောင်းကောင်းနဲ့ရောင်းနေတာကိုယ်မကြည့်အဲ့တော့ရှုအပေါ်နဲ့လောက်ရတာအကျဉ်းလည်းများနေပြီကြာတော့လက်ကုပ်ကြီးထောင်းလို့တစ်ချက်တည်းမော့လိုက်ကြည့်လောင်းဆုံးတပွဲယူခဲ့ဆိုတော့သူကလည်းရောင်းရဆိုတော့ဟဲ့ဒီကဆုံးတပွဲဆိုတော့အားပါတက်ချလာသူကနိုင်မကြည့်မိဘူးကိုယ်နိုင်ကြည့်ပြီးကက်လဲကက်ဘိုင်းကြီးကင်ပြီးတော့ကက်မဲ့လောက်တာမှဆိုတယ်ဟာအရှင်ကတနိုင်ထိုးနေတယ်အမလေးချလမ်းပါဗျာအဲ့ကိစ္စခင်ဗျားနဲ့မဆိုင်ဘူးကျုံးနဲ့ဖျားနဲ့ရှင်းရမှာတော့အဲ့တော့ဖျားနဲ့ကျုံးနဲ့ရှင်းရမှာခင်ဗျားနဲ့မဆိုင်ဘူးချခဲ့ဆိုပြန်တော့ဟုတ်လားအဲ့တော့ပြိဿကြီးတစ်ခါတစ်ခါရောက်တယ်ကိုယ်လည်းပဲဒီခန္ဓာကိုယ်နဲ့ရက်တည်နေရတော့အစာအာဟာရပြက်လာရင်ခံနိုင်မှာမလားဒါကြောင့်ကဘာမီးလောင်တော့သားကောင်တော့ချနေအဲ့ဒါပဲဒါကြောင့်ပြိဿကြီးကိုတော်လေးတွေနဲ့များတွေ့ရင်အဲ့ဒီကာလဒါနမလွတ်ပါစေနဲ့ဟုတ်လားဘာကြောင့်မလွတ်စားရလဲဆိုရင်ဖျားလောင်းတို့လမ်းစဉ်ဖြစ်လို့အကုန်လုံးကဒီနေ့ဖျားစုမပန်ဘူးလို့ပြောလို့ရပါမလားပန်သေးလားဖြစ်ဖို့တော့နီးစပ်ပါလေဟုတ်လားဟမ်အဲ့တော့ဖျားလောင်းသူတော်ကောင်းတို့ဟာကာလဒါနဘယ်တော့မှအလွတ်မခံမဲနဲ့လှူတယ်ဆိုတော့မူပတစ်ချက်ပြီးသွားပြီကဲကာလဒါနပြိဿကြီးအကျိုးလေးတစ်ခုပြမယ်မြတ်စွာဘုရားသာသနာမှာပထမဆုံးတရားဥရတာဘယ်ကိုတော့လဲခမကြီးတွေပြောလေညစာမစားခဲ့ဘူးလားစားခဲ့ပါလေဟင်းမကောင်းလို့အနံမထွက်နိုင်တာဟုတ်လားကိုယ်နေညဒါဆိုရင်နောက်ဆုံးတရားရသွားတာဘယ်ကိုတော့လဲအာဘယ်နဲ့ပြန်စဉ်းစားအောင်နောက်ဆုံးတရားရဘုရားပြိဋိဘံစံဃာနီတရားတွေ့တာဘာလို့လဲကျုပ်ဟောထားတယ်နော်ဘာလို့လဲတုပ္ပတ္ထပြပိုင်တုပ္ပတ္ထယဟန်ကြီးဟုတ်လားကဲမြတ်စွာဘုရားရဲ့တရားကိုနာပြီးတော့တရားဥရတာကခေါင်းနေညာဘုရားပြိဋိဘံစံဖို့မိနစ်ပိုင်းအလိုလေးကြာမှတရားဒုတရားမြတ်ရတာကတုပ္ပတ္ထတဲ့အလွန်မဝေးဘူးလားနှစ်ပေါင်းဘယ်လောက်ချသွားလဲ45နှစ်ဘုရား45နှစ်ပဲနေသွားတာမို့လားဟောဘယ်ချိန်ကြီးကဒီလောက်တောင်းအောင်ကျင့်ထားကြတာလဲဟမ်အဲ့တော့45နှစ်ချပြီးမှတရားတွေ့တယ်ဟိုမှာကခုနေညကတရားတွေ့ပြီးတော့ပြိဋိဘံစံတဲ့အထိမြတ်စွာဘုရားသာသနာမှာဘုရားနဲ့အတူနေသွားရတယ်တုပ္ပတ္တယဟန်ကြီးကသူလည်းယဟန္တာဖြစ်ရောခဏလေးမိနစ်ပိုင်းဆိုဘုရားလည်းပြိဋိဘံစံသွားပြီတဲ့မရှိတော့ဘူးအဲ့ဒီနှစ်ယောက်ကပြိဋိဒီဘဝမှာဒါရှင်းနောက်လေးကွာနေတာဟိုဘဝတော့ညီကိုအရင်ဘာတော်ခဲ့လဲညီကိုအရင်မြတ်စွာဘုရားနဲ့သံဃာတော်အရှင်မြတ်တွေကလေကစင်းဖြတ်ရှောင်းပြီးတော့ကြွလာတဲ့အချိန်ညီလုတ်တဲ့ကွန်းနေညာအလောင်းကဟာသံဃာတော်အရှင်မြတ်တွေကြွလာတဲ့အချိန်ဒီအချိန်ကဆွန်းလိုအပ်နေပြီငါတို့မှလည်းဆွန်းလည်းမရှိဘူးကဲမရှိမတက်နိုင်ဘူးရှိတာလူငယ်အကိုကြီးဒီတပားကိုပဲခူးပြီးတော့မုံစမ်းထောင်းပြီးတော့လှူမယ်ပေါ့လေခုခေတ်လိုပြောရင်မုံစမ်းပေါ့ကဲညီလုတ်တဲ့ကွန်းနေညာမုံစမ်းတွေအမြန်ထောင်းပြီးတော့မှအဲ့မှာဘုရားရှင်နဲ့သံဃာတော်အရှင်မြတ်တွေကိုအချိန်ကာလနဲ့အမိဆွမ်းသားကြီးမလွန်အောင်ဆိုပြီးတော့အမိလူလိုက်တာညီငယ်ဖြစ်တဲ့ကွန်းနေညာကလေသူ့စကားတွေမနုမရလေးကိုမုံစမ်းထောင်းပြီးတော့လှူနေတာအကိုကြီးသူ့ဘက်တာနှမျိုးလို့မလူကွာအားတယ်မင်းစဘာမှမဖြစ်သေးပဲငါကတော့စဘာဖြစ်ပြီးမှပဲဆန်ကျိတ်ပြီးတော့ဆုံးမဲ့ကတ်တော့မယ်ကွာဆိုတော့ပြိဿရဲ့တရားတရားတော့မရှိဘူးလားနောက်ကျသွားသလားရှိကျသွားသလားသူ့စဘာမဲ့အောင်စောင့်ရအောင်မယ်ဘုရားကြွခြင်းမှကြွလာတော့ဟုတ်တယ်မလားအဲ့တော့သူကစဘာမဲ့မှရိတ်သိမ်းပြီးတော့ကောင်းဦးသွမ်းဆိုရရွာဦးကျောင်းကဘုံကျောင်းသွားလှူတာတော့ရှိရင်ရှိမှာပေါ့ဘာဖြစ်လို့လဲဆိုတော့ဒီဘဝမှာကောင်းကျိုးပေးတာဟုတ်အဲ့တော့ပြိဿရဲ့အဲ့ဒီကောင်းမှုဟာတကယ်ကာလဒါနလိုအပ်တဲ့အချိန်လှူလိုက်တဲ့ကွန်းနေညာအလောင်းရဲ့ကောင်းမှုကဟောမြတ်စွာဘုရားသာသနာမှာကြုံနေကြဟောပြင်စဝဂ္ဂိ5ပါးတည်းပါပြီးတော့အရင်ဥဆုံးတရားဥရသွားတာနောက်ဆုံးပြိဿရဲ့ဘယ်ချိန်ဘယ်ခါမှမသိဘဲနဲ့လှူလိုက်တဲ့စဘာမဲ့မှာဆန်ကျိတ်ဆွမ်းချက်ပြီးတော့လောင်းလိုက်တဲ့သုဘတ္တကြီးလောင်းလိုက်တဲ့ကောင်းကျိုးကရတော့ရတယ်သို့တော့ဘုရားလည်းပြိဋိဘံစံတော့မယ်သူလည်းယဟန္တာဖြစ်သူလည်းယဟန္တာဖြစ်ဘုရားလည်းမရှိတော့ဘူးဆိုတော့ယဟန္တာတော့ဖြစ်တယ်ဘုရားနဲ့အတူနေခွင့်အကြာကြီးရရင်လားမရဘူးဒါကြောင့်ပြိဿရဲ့ဟိုဥပုပ်ကြမှာလှူမယ်နောက်ဥပုပ်ကြမှာလှူမယ်ဝါကျွတ်ခါနီးမှာလှူမယ်မွေးနေ့ကြမှာလှူမယ်လေလုံးမနေနဲ့ဟုတ်လားအခုအတူချင်းဘယ်လောက်ပေါ်ပြီလဲပေါ်မှဖြစ်မှာဟုတ်လားကဲတို့ပြိဿအကျိုးပေးတွေစောစောစီးမလိုချင်ဘူးလားအစိုးရစိန်နေရွှေတွေငွေတွေတိုက်တွေနဲ့လန်ခရုစာကားကြီးနဲ့သူများကိုမျက်စောင်းထိုးပြီးစီးရတဲ့ဘဝမလိုချင်ဘူးလားလိုချင်စောစောစီးလူဟုတ်လား
ဟိုသူများတွေစီးလို့မော်တဲ့အောက်ကမှသွားလို့လိုက်တော့အခုကျုံပဲကြည့်ဟုတ်လားဒီပါကျတော့ပဲတာအောင်မတက်နိုင်ဟုတ်လားဝယ်မဲ့ကျရင်ကြောင်းဆောက်ပဲကြောင်းနဲ့ထဲလိုက်ရပြန်ဩမတက်နိုင်ဘူးငါလည်းပဲသူ့ဘတ်တာကြီးလိုပဲနေမှာနောက်ကျလူခဲ့လို့မော်တဲ့အောက်ကပဲစီးနေရတာနေမှာလို့မော်တဲ့အောက်တာစီးရပေမဲ့ကောင်းတာလည်းစီးမှုပါတယ်ဟုတ်လားအဲ့ဒီအကြောင်းလေးပြောရင်ရင်သာလို့မပြောတော့ဘူးဟုတ်လားဟမ်အဲ့တော့ပြိဿပြောချင်တာကကာလဌာနအချိန်ကာလအားလျော်စွာအကျိုးပေးခွင့်ကောင်းနေလိုချင်တယ်ဆိုရင်ကာလဒါနမိအောင်လှူပါဘု து ရဲ့နန်းစဉ်နဲ့သတ္ထာယဒါနံဒေတိယုံယုံကြည်ကြည်နဲ့ပေးလူပါတယ်သက္ကိသံဒါနံဒေတိလူဝဲဝတ္ထုကိုလည်းယူသေးတယ်အလူကံပုဂ္ဂိုလ်ကိုလည်းယုံယုံသေးသေးနဲ့ပေးလူတတ်ကြပါပေ၏ကာလီနာဒါနံဒေတိမြတ်စွာဘုရားရဲ့သာသနာ့ဝန်ထမ်းရှင်ဟန်းတွေနဲ့တကွအလူကံပုဂ္ဂိုလ်အလုံးတို့ရဲ့အပေါ်မှာကာလအချိန်ကိုမလွန်အောင်သိတတ်တဲ့တရားပြတ်သားတဲ့တရားစေရနာထက်သန်စွာနဲ့ပေးလူတတ်ပါပေ၏ကာလနဲ့တပြေးညီလှူလိုက်တော့အခုကိုယ်နေညာနဲ့သူပတ္တတို့ကြီးလိုက်ရင်ပဲပြိဿကြီးကာလဟာစောရင်စောသလောက်အကျိုးမပေးဘူးလားအေးအကျိုးပေးပါတယ်ဒီတော့မူပနိချက်ပြီးပြီလေရှင်နေကောင်းတယ်တရားမင်းနဲ့လိုက်သိတယ်ဟုတ်လားသက္ကေဇန္ဒာနံဒေတိကာလိနဒါနံဒေတိအနုကိတာစိတ်တော်ဒါနံဒေတိနံပါတ်4ကြတော့ဘုရားလောင်းသူတော်ကောင်းကြီးတွေကအလူဒါနတစ်ခုကိုလှူရင်ပြက်ပြက်သားသားပေးလှူတယ်စိတ်တိုင်းဘယ်လိုပေးလှူလဲကိုလှူပြီးလိုက်တဲ့လှူဝဲကိုထုပစ္စည်းရဲ့ပေါ်မှာပြန်ပြီးတော့တောင့်တတာမျိုးငဲ့ကွက်တာမျိုးနှမျောတာမျိုးဟာမှားသွားပြီးသားမသိဘူးလို့နောင်တရတာမျိုးဘုရားလောင်းတော့မှဘယ်တော့မှမရှိဘူးကဲပြိဿအဲ့ဒီဟာကိုအရေးမကြီးဘူးလားအခုတော်တော်များများတို့ဓမ္မဆွေတော်မျိုးတော်တွေလှူလားမလှူဘူးလားလှူပြီးတိုင်းမှာတစ်ခါတစ်ခါမှအဲ့ဒီကောင်းမှုမျိုးကြုံသလားမကြုံဘူးလားလှူလို့မှမပြီးသေးဘူးလင်မန်းတစ်ချက်ပြောက်တာနဲ့မှားပါတယ်ဟဲ့ဒီလှူမိတာငါမင်္ဂလာဥတော်နဲ့နှစ်ယောက်အတူတူရေစက်ခွက်ကင်ပြီးချရတဲ့လင်မန်းလေးမှာပျောက်ရသလားဆိုပြီးဒေါသဖြစ်လိုက်တော့လှူပြီးသားလေးတွေကကုန်မသွားဘူးလားဒါကြောင့်လှူပြီးသားရဲ့အပေါ်မှာပြတ်သားပါစေနှမျောတာမျိုးတောင့်တတာမျိုးပြန်လည်ပြီးတော့ငဲ့ကွက်တာမျိုးမရှိရဘူးကဲအားလုံးတို့ဓမ္မဆွေတော်မျိုးတော်တွေလှူတော့လှူကြတာပါပဲခင်ဗျားတို့အလှူနဲ့ဘုရားလောင်းရဲ့အလှူဘယ်အလှူအများလဲမြတ်စွာဘုရားလောင်းဝိသန္တာမင်းကြီးလက်ထက်တော့ဘာတွေကိုလှူခဲ့ဟာမှိုင်းတာဟမ်ဒီဘောမင်းသာမီးဝဲဆရာတာကြတယ်အကုန်လှူပါတယ်ဘုရားဘာမှမပြောလို့မရတော့မှားမတော့ပဲတော့ဒီထဲမှာအကုန်ပါသွားတာဟုတ်လားဟမ်ဒီဘောမင်းကိုသာမီးဝဲစစ်တော့ကဲဒီဘောမင်းကဘသူသားလဲမင်းလုံးမင်းသားဒီခေတ်လို့ပြောရင်ပြိတ္တဘသူသားလဲမင်းလုံးမင်းသားပေါ့ဟုတ်လားအဲ့တော့လေဆရာတော်ကြီးတွေကစာမေးဝဲစစ်နေဟဲ့ဒီဘောအကုသိုလ်စိတ်က12ပါးမို့လားမှန်လားပါဗျာအေးနေပတ်အောင်နေကွာဟုတ်လားကဲဒီတက်ပို့ပြီးတော့သိရဲပါမလားဒီဘောမင်းပြောပါလေအခုလည်းပဲဒကာကြီးဟုတ်လားဟမ်ခုလည်းကပါလေဝိသန္တာမင်းကြီးလက်ထက်ကဘာတွေလှူခဲ့လဲဆိုတော့ကုန်ပါဗျာမှန်းနေတာပဲဟုတ်လားကဲပြိဿတိုင်းပြည်တပြည်လုံးကကန့်ကွက်နေတဲ့ဂျားတွေကဆင်ပြတော်ကြီးကိုမလှူခဲ့ဘူးလားမောင်တော့ကိုချစ်လာကြီးရဲ့ဆိုပြီးတော့နှုတ်ကတဖွားဖွားပြောမျက်ရည်တွေဖြိုင်ဖြိုင်စီးပြီးတော့အတင်းတောင်းပန်နေတဲ့ဂျားတွေကမတ္တိဒေဝီမိဖုရားကိုမလှူခဲ့ဘူးလားအဖေနဲ့မခွဲနိုင်ဘူးအဖေနဲ့သားတို့သမီးတို့မခွဲနိုင်ဘူးလို့အတင်းငိုကြွေးခြေသလုံးဖက်ပြီးတော့အဖေကိုမခွဲနိုင်လို့တောင်းတနေတဲ့သားနဲ့သမီးဇာလီနဲ့ကနာစိန်ကိုမလှူခဲ့ဘူးလားကဲဒီထဲမှာကဲဇနီးမယားကိုလှူဖို့တဲ့လူပါလားသားသမီးလှူဖို့တဲ့လူပါလားကဲဒကမာကြီးတွေလင်ယောက်ျားကိုလှူခြင်းစိတ်တွေပဲမပေါက်ဘူးလားဟမ်လှူခြင်းမှာအကျုပ်သိတယ်ဟုတ်လားဘယ်နည်းအလှူခြင်းဆုံးလဲပြောပြအောင်မလားအရှင်ဘုရားစနေနေ့နဲ့တနေ့ကလေးရောက်ရင်တပည့်တော်တို့ကြည့်နေတာကကိုရီးယားကသူကြည့်နေတာကမန်ယူဟုတ်လားဘယ်လိုမှအပေးယူမတဲ့တော့အဲ့ဒီနေ့တရက်တော့ကျောင်းကိုလှူခြင်းပါတယ်ဘုရားနောက်နေ့ကျမှပြန်ခေါ်မယ်ပြိဿဟဲ့ဒကမာကြီးတွေကိုမင်းနဲ့ကျုပ်ပြောတယ်ဝိသန္တာမင်းကြီးအားကြပြီးတော့ဟိုကတော့မရလှူလိုက်တယ်ခင်ဗျားတို့ကလည်းရွက်ပေါင်းပြီးတော့ကဲဝိသန္တာမင်းကမရလှူတယ်တို့ကလည်းနေအောင်ကြားလှူမယ်ဆိုလှူလိုက်ပါလားလှူခြင်းနဲ့စနေတနင်္ဂနွေနေ့နှစ်ရက်ကလှူခြင်းနဲ့ဘာတအိမ်လုံးနဲ့အပေးယူမမျှဘူးလေသူတယောက်တည်းဘောလုံးမွေးတပည့်တော်တို့ကကိုရီးယားကားဟုတ်လားဒါတော့မနေ့ကလာသေးတယ်
မလီကျုပ်တကမအရင်နာမည်တော့မပြောတော့ပါဟုတ်လားကြောင်းလာပြီးတော့6နာရီခွဲနေမနေ့ကဦးဇင်းကတန်လင်းမှာမေစီမာဒေါ်ရွှေဦးတို့တရားပွဲမှာဟောရတာဖုံဖုံနဲ့တရားပွဲနီးပြီနေတဲ့ရတယ်လို့ဒီနောက်9မိနစ်မောင်ရတာပဲအေးဆေးပေါ့ကိုကလည်းအလိုက်မသိတာဒီတကူပြန်တော့မယ်ရတယ်လေလို့ဘာလို့ပြန်မှာလဲဆိုဒီနေ့ညစကားအသေးတဲ့စလာမှာတဲ့ဘာလို့နာမည်တော့ရွတ်ပြသွားတယ်ဩကြိုက်လိုက်တာလို့ဇလန်းလေးကြည်ကြည်နဲ့အချိန်တက်နေလို့ကြိုက်တာဆိုထားပါတော့ဒီနေ့စလာတာလဲလှတယ်နေလဲသူတို့မလွတ်နိုင်ဘူးဟုတ်လားအဲ့တော့တခါကြီးတွေကျတော့ဘောလုံးမကြိုက်တာပြောတယ်သူတို့ကျတော့ကိုရီးယားမင်းသားကြိုက်လားမကြိုက်ဘူးလားမော်လမြိုင်လို့ပြောရင်ကြိုက်မှကြိုက်ကြိုက်မှကြိုက်အဲ့တော့ပြိဿရေပြောကျင်တာကရက်စွာဘုရားလောင်းကိုအတုယူမယ်ဆိုရင်ဥပင်းတို့လှူလိုက်တဲ့ပစ္စည်းလေးတွေဟာတုံလို့เสียလို့သလားအတင်းအရမလှူခိုင်းတာပါလားကဲဥပမာပဲကျုပ်ကနေပြီးတော့ဒကမာကြီးတို့ခင်ဗျားတို့နေရွက်တွေအလေးမခံနဲ့ချော့လေဘင်းတွေအလေးမခံနဲ့ချော့ခုလှူလို့အမိတ်ပေးတာရှိလားမရှိပါဘူးဓမ္မကြီးတို့ဒါနာရဲ့ကောင်းကျိုးကနိဗ္ဗာန်အထိရောက်နိုင်တယ်ဒီနေ့လွင်မနက်ပန်းနိဗ္ဗာန်ရောက်နိုင်တယ်လက်ကောက်လေးတော့ချုပ်ခဲ့ပါလို့လေကြိုလေးနဲ့ပြောရင်ရောတော်ပြီဒီဘုန်းကြီးနောက်မပင့်ကြပါနဲ့ဟုတ်လားနောက်တစ်ပတ်အတွက်အစင်းစင်းရန်ထားတာလေးမှလာတောင်းရသလားဟုတ်လားဟမ်အဲ့တော့ပြိဿရေပြောကြည့်နော်တတ္တယသက္ကိစ္စကာလေနအနုကိတပြတ်သားတဲ့စိတ်မလိုအပ်ဘူးလားလိုအပ်တယ်လှူလဲလှူပြီးနေပြီလှူပြီးကမှဘုန်းကြီးကိုမကျင်နဲ့လို့တော်တော်အဖွဲ့အစည်းကိုမကျင်နဲ့လို့တော်တော်ဟုတ်တယ်မဟုတ်လားသာသမီတွေနဲ့အပေးယူမမျှလို့တော်တော်အလှူတွေအတွက်ငရဲကြည့်ရတယ်မများဘူးလားအမလီတော်တို့ကတော့ဘုန်းကြီးတွေလှူမယ်ဆိုလို့လှူလိုက်ရတာပေါ်လေသူတို့တွေမျိုးဆိုးနေလိုက်ကြတော့တော်ဝတာတို့ကြီးအကြီးကြီးပဲတော်ဆိုတော့ကဲအိမ်ရောက်တာလေကိုယ့်ကိုယ်တို့ကလည်းကားဖြစ်မသွားဘူးလားသွားမလုံးနဲ့ကိုယ့်အလှူကပြတ်သားပါစေအဲ့တော့အဲ့ဒီနေရာမှာကိုယ့်အကုသို့ဝင်တော့မယ်တင်တတိပေးလိုက်ဩကြည်သားငါလူတဲ့အလှူတွေကသိန်းကနန်းသောင်းကနန်းတော့ပဲရှိသေးတယ်ဝေသန္တရာမင်းကြီးလက်ထက်တုန်းကသာလီကနာစိန်သားသမီးကိုလည်းလှူခဲ့တယ်မတ္တိဒေဝီမိဖုရားကိုလည်းလှူခဲ့တယ်နကံပတိမတုံလုတ်ခဲ့ပါလားတုံလုတ်သလားအလူခံတဲ့ပုံနာကတခါတည်းကလေးတွေခေါ်မရလို့အတင်းရိုက်နေတာတော့ဖះလောင်းရဲ့စိတ်ထဲမှာအိုးငါသားလေးတွေငါသမီးလေးတွေအရိုက်ခံငါသားငါသမီးတော်မှန်းနဲ့ငါလူပြီးတဲ့အတွက်ငါမဆိုင်တော့ဘူးတဲ့ဖခင်တယောက်ရဲ့တန်ရောစဉ်ကြောင့်ပင်ပန်းစွာခံစားရတာကလွဲရင်မင်းငါသားမရိုက်နဲ့ငါသမီးမရိုက်နဲ့လို့တခုံးမဟခဲ့ပြတ်သားတဲ့နေရာမှာပြည့်တဲ့အလူခိုးဖို့မကောင်းဘူးလားအေးဒါကြောင့်အာလောသောဒုရဓမ္မပေါင်းသူတော်ကောင်းတွေမြတ်စွာဘုရားရဲ့သာသနာတန်တန်ခံခံနဲ့တွေ့ရတဲ့အချိန်လေးမှာဘုရားသားတော်သံဃာတော်ရှင်မြတ်တွေကလည်းသာသနာတောင်းဝန်ကြည်ပြွန်စွာနဲ့ထမ်းဆောင်နေတယ်ပရိယတိသာသနာစာပေတွေသင်ကြားနေတယ်ပို့ချနေတယ်ပฏิပတ်တိသာသနာတရားဓမ္မတွေကိုယ်တိုင်ကျင့်ကြံနေတယ်သာသနာအစစ်သံဃာအစစ်ဘုရားတရားသံဃာအစစ်နဲ့တွေ့တဲ့အချိန်မှာမိမိရဲ့ဒါနာကောင်းမှုလှူပြီးတိုင်းမှာပြတ်သားပါစေလူဝဲဝတ္ထုအလှကံဘာမှမငဲ့ကွက်နဲ့အဲ့ဒီပြတ်သားတဲ့စိတ်နဲ့လှူတဲ့အလှသည်ဘုသူရဲ့လမ်းစဉ်ဘုရားတော်ရဲ့လမ်းစဉ်ဒါကြောင့်လှူတတ်ပါစေတဲ့ဟုတ်လားပြိဿရေတော်ကြပြီလားခမည်းတော်ဇကားလို့ပြောရင်ကျုပ်ကအရှိကြီးမဟုတ်ပါဘူးစက်သိန်းကရောက်တော့မှာပါဟုတ်လားတတ္ထာယဒါနတိတိယုံကြည်တဲ့တရားနဲ့ပေးလို့သလိုသက္ကိသဒါနတိတိလှူဝဲဝတ္ထုနဲ့အလူကံကိုလည်းရိုရိုသေးသေးပေးလူပြန်တယ်ကာလီလဒါနတိတိမြတ်စွာဘုရားသားတော်သံဃာတော်ရှင်မြတ်တဲ့အတွက်အာဘက်ကလည်းလွတ်စေချမ်းချမ်းသာသာလည်းသာသနာပြုဝင်ရစေတဲ့ကာလဒါနကိုလည်းညီအောင်လူရန်ကြပါတယ်အနုဂိတစိတ်ဒါနတိတိမိမိလူရန်ပြီးတဲ့လူဝဲဝတ္ထုရဲ့အပေါ်မှာကုန်ကြသွားတာရဲ့အပေါ်မှာလည်းပဲငဲ့ကွယ်ခြင်းတွန်းတိုးခြင်းပြန်လည်နှမျောပြီးတော့သုတ်တတတဖြစ်ခြင်းကင်းပြီးတော့ပြတ်သားစွာပြီးလှူကြပါတယ်ဘယ်နှချက်လဲအတ္တနိသပရိသနုပဟိသဒါနံတိတိပရိသတ်ရဲ့ဘုရားလောင်းသူတော်ကောင်းညီတို့ရဲ့နောက်ဆုံးသတ်မှတ်လိုက်တဲ့မူကဘာလဲဆိုရင်အလူဒါနတခုပြုလိုက်ပြီဆိုရင်ကိုယ်အလူကြတော့အကောင်းလေးနဲ့ချီးမွမ်းခံနေဖွင့်သူတစ်ပါးရဲ့အလူကြတော့မကောင်းတာတွေရွေးရှာပြီးတော့ကဲ့ရဲ့ပြောဆိုကိုယ်အလူကြတော့ချီးမွမ်းသူ
သူများအလူကြတော့ကဲ့ရဲ့ပြီးတော့လှူဒန်းခြင်းကလည်းလွတ်ကင်းအောင်ပေးလူတတ်ကြပါတယ်ကဲအဲ့ဒီဟာတွေအောင်လောကမှာမရှိဘူးလားရှိတယ်အမလေးရက်ကွက်နှစ်ခုပိုင်ပြိုင်လာရင်ရက်ခွက်နှစ်ခုဟိုဘောတရက်ကွက်တဲ့တော့မပြိတဲ့ဟိုဘန်လန်းဒီဘန်လန်းမပြိုင်ဘူးလားသူတို့ဘက်ကလှူတာဘာလဲအမလီပဲကလာရင်ပြင်းစရာတော့ကောင်းတယ်သူကဝတ်ပြိတဲ့မလှူဘူးလားအဲ့တော့ပြိုင်ပြီးလှူလိုက်တာပြိတဲ့ပြိုင်ရင်နဲ့ဈားတွေကအလုပ်ဖြစ်တာတော့ဖုံဖုံလို့ပဲဟုတ်လားအဲ့တော့ပြိတဲ့လှူပါအကောင်းဆုံးတပတ်မှာတနက်တော့ဆွမ်းရင်အကောင်းလေးနဲ့လှူတာတကယ်ကောင်းပါလို့တော့ကိုယ်အလှူဟာအကောင်းလေးလှူရင်အကောင်းပေါ်မှာမုဒိတာပွားပီတိတွေပွားပြီးတော့အိုးကြည်စမ်းငါတို့ရဲ့ကျွေးနေသာဝတ္ထုငွေကြေးနဲ့ဖြစ်ပေါ်လာတဲ့အလွန်ကောင်းမွန်တဲ့ဆွမ်းအလွန်ကောင်းမွန်တဲ့ဟင်းလျာတွေလှူဒန်းလိုက်ရတာဒီဆွမ်းကိုဒီဟင်းကိုဖုံးပေးလိုက်တဲ့ဒီတန်ဃာတော်အရှင်မြတ်တွေဒီနေ့ကျက်တဲ့စာရိယာတိုင်းဒီနေ့အာထုံတဲ့တရားဓမ္မတွေတွေ့တိုင်းငါတို့အလှူပါနေတယ်အကောင်းကနေအခြေခံပြီးတော့ကောင်းတဲ့ကုသိုလ်တွေပွားလိုက်ရင်ကုသိုလ်ဟာမတိုးဘူးလားအဲ့ဒါလို့မဟုတ်ပဲနဲ့အမလီတို့23လမ်းဒီနေ့ပထမကျင်းချထလိုက်တာ24လမ်းလူတွေဘာမှလုံရမှန်းတော့မသိဘူးဆိုတော့ဟောကဲ့ရတာနဲ့ချင်းမွန်းတာတွဲမသွားဘူးလားအဲ့ဒီလိုလည်းမလုပ်ပါနဲ့တဲ့ဘာကြောင့်လဲကိုယ်အလှကိုကုသိုလ်ရအောင်ရှက်ထားလိုက်သူများနဲ့နှိုင်းရှင်လိုက်တာနဲ့လူဟာနှိုင်းရှင်ပြောလာတယ်နဲ့သူလည်းကောင်းတယ်ငါလည်းကောင်းတယ်လို့ပြောတဲ့ပုဂ္ဂိုလ်များသလားတို့ပဲကောင်းတယ်သူတို့မကောင်းဘူးပြိတ္တာကြီးသူတို့ပဲကောင်းတယ်ဆိုရင်တို့ပြောသလားခါမှတော့မစင်သားမျိုးဟုတ်လားအမြဲတမ်းကိုယ်ပဲကောင်းတယ်ပဲကိုယ်ပဲမှန်တယ်ပဲကိုယ်ပဲဟုတ်တယ်ပဲပြောနေတာဆိုတော့အဲ့ဒီလိုမျိုးကိုယ်အလှကြတော့ချီးမွမ်းသူများအလှကြတော့ကဲ့ရဲ့ခြင်းလည်းပဲဘယ်တော့မှမလုပ်ပါနဲ့အဲ့ဒီလိုလှုပ်လိုက်ရင်လည်းပဲအလှဒါနရဲ့အကျိုးကရတဲ့တလောက်ရပါမလားမရတော့ဘူးဒါကြောင့်မြတ်စွာဘုရားလောင်းတို့ရဲ့နံပါတ်5ဖြစ်တဲ့မူဟာဘာလဲဆိုရင်ဘလောက်ပင်များဘလောက်ပင်နဲ့အလှဒါနပြုလုပ်လိုက်ဒီတိုင်းမှာမိမိရဲ့ဒါနကောင်းမှုနဲ့မိမိရဲ့အလှခံပုဂ္ဂိုလ်ကိုသာအာယုံပြုပြီးတော့စွမ်းနိုင်တဲ့ဒါနကောင်းမှုကိုပြည့်သားနဲ့ပီတိပွားပြီးတော့လှူဒန်းကြပါတယ်တရားပုဂ္ဂိုလ်ကြတော့ကဲ့ရဲ့ကိုယ်အလှကြတော့ချီးမွမ်းခြင်းဆိုတာအမြဲတမ်းကင်းလို့လှူဒန်းကြပါတယ်ဒီတော့အားလုံးတို့ဓမ္မဆွေတော်မျိုးတော်တွေနဲ့အလှဒါနပြုလုပ်တိုင်းမှာကိုယ်အလှကြတော့ချီးမွမ်းသူများအလှကြတော့ကဲ့ရဲ့ဆိုတဲ့အလှတွေရှောင်ရင်အကျိုးမများဘူးလားများတယ်ပြိဿဒါဆိုရင်လှူတတ်ပြီလားကဲအလှဒါနဝတ္ထုတစ်ခုဆွမ်းတစ်စုံသင်္ကန်းတစ်စုံကျောင်းဆေးကဲတစ်ခုခုလှူပါပြီတဲ့နံပါတ်1ဘာမူနဲ့လှူမလဲနံပါတ်1ဘယ်လိုပုံစံနဲ့လှူမလဲကျုပ်လက်ကမချိုးရရင်လေဖြတ်သွားနံပါတ်1ပဒါတရားနဲ့ယုံကြည်လှူမယ်နံပါတ်2ဗမာလိုပဲပြောမှရပါတယ်အင်္ဂလိပ်လိုမပြောနဲ့ဟုတ်လားနံပါတ်2ရိုးသေးဘာကိုရိုးသေးလဲသူဝေဝတ္ထုနဲ့အလှခံကိုရိုးသေးနံပါတ်3ကာလဒါနဟုတ်လားကဲကာလဒါနမှာကျုပ်ပြောထားတာလိုအပ်တဲ့အချိန်ကြီးဟာကာလဒါနဟုတ်တယ်မို့လားလိုအပ်တဲ့အချိန်ကြီးကာလဒါနကဲဦးဇင်းဆက်ရှင်နဲ့အမေရိကန်ကိုသွားမယ်အခုဒေါ်လာလိုတယ်ဆိုခင်ဗျာဘာပြောမလဲလူကိုရှာဖို့ပေါ့နော်တညရနေနေမှမဝယ်သွားပေါ့အဲ့ဒါကာလဒါနကိုအချိန်ကာလကိုမိအောင်လူတယ်နံပါတ်4ပြက်သားလူတယ်လူဝဲဝတ္ထုအလူကံပုဂ္ဂိုလ်ဘာမှမငဲ့ွယ်ဘူးနံပါတ်5ချီးမွမ်းကဲ့ရဲ့ကင်းပြီးတော့လူတယ်ဆိုတော့ဘယ်နှချက်လဲအေးအဲ့ဒါဘုသူရဲ့မူလဲဘေကဝေပရိသလေးပါจิตာမိတော်သဗ္ဗရိသဒါနာနိဘုရားအလောင်းသူတော်ကောင်းကြီးတို့ရဲ့ပေးလူခြင်းအလူဒါနတို့သည်ဣမာနိပြေစဤ5မျိုးတို့ပါသည်ကတမနိပြေစဘေ5မျိုးတို့လို့ဆိုလို့ရှိရင်သတ္တယဒါနံဒိတိယုံကြည်ပြသားတရားနဲ့ပေးလူကြပါပေကုန်၏သဗ္ဗေသဒါနံဒိတိလူဝေဝတ္ထုနဲ့အလူကံပုဂ္ဂိုလ်ရဲ့အပေါ်မှာရိုသေးနဲ့ပေးလူကြပါပေကုန်၏ကာလေနဒါနံဒိတိ
အချိန်ကာလကိုကြော်မသွားရအောင်ကာလနဲ့တပြေးညီပေးလူလို့နေတတ်ကြပါပေကုန်၏အနုဂိတစေတံဒါနံဒေတိမိမိလူလန်းလိုက်တဲ့လူဝဲဝတ္ထုအလူကံပုဂ္ဂိုလ်ရဲ့အပေါ်မှာပြတ်သားတဲ့စိတ်ထားနဲ့ပေးလူတတ်ကြပါပေကုန်၏အဒါနေသပရိသနုပါဟိသဒါနံဒေတိမိမိကိုယ်ကိုကြတော့ချီးမွမ်းသူတစ်ပါးရဲ့အလူကြတော့ကဲလို့ခေါ်တဲ့ချီးမွမ်းခြင်းကဲခြင်းလွတ်ကင်းတဲ့အလူဒါနမျိုးကိုလူရန်ကြပါပေကုန်၏ဘေကဝေပရိသတ်လေးပါခြေသားခြေသားမိတော့သဗ္ဗရိသဒါနနိဘုရားအလောင်းသူတော်ကောင်းကြီးတို့ရဲ့အလူဒါနတို့သည်ဣမာနိခောပြေစာဤငါဘုရားမိတ်လိုက်တဲ့ငါမျိုးတို့ပါပေသည်ဣတိသောဘဂဝါဘုန်းတော်6ပါးသခင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်ဩဇာကရုဏာရှိသွားမေတ္တာအဖြင့်မိန်ကြတော်မူလိုက်ပါပေသတည်းကဲပြိတ္တိနောက်ဆုံးအပိလေးမှာလင်္ကာလေးနဲ့သိကြရအောင်လိုက်ဆိုသဒ္ဒါကြီးညိုယောတိလစွာအခါကိုသည်မစွန့်ညိပဲမထိမပါလူတုံညာမသာသဗ္ဗရိသမြတ်ဒါနာသဒ္ဒါကြီးညိုယောတိလစွာအခါကိုသည်မစွန့်ညိပဲမထီမပါလူရုံညာမသာသဗ္ဗရိသမြတ်ဒါနာမှတ်မိပြီလားမှတ်မိရင်တို့ဓမ္မဆွေတော်မျိုးတော်လေးဘာအလူပဲလှူလူဟောဒီမူငါးချက်နဲ့ညီအောင်လှူတတ်ပါစေလို့ဝမ်းမြောက်ဝမ်းသာပဲမိုးလည်းမရတဲ့အတွက်ဒီလောက်လေးနဲ့သိညရအောင်နော်ဒေသေတံသုဒ္ဓဗုဒ္ဓနာသုနေတဝါဓမ္မဒေသနာအဘိနန္ဒနာစေတေနာသာဓုသာဓုတိပါဒတာသာရောတရားနာလာရပါတဲ့အမြတ်ဓမ္မပေါင်းသူတော်ကောင်းတို့ဒုမေသင်သူတော်ကောင်းအပေါင်းတို့သည်သုဒ္ဓဗုဒ္ဓနာဒါနသီလသမာဓိပညာနှင့်ဆက်ရှင်သောဘုဒ္ဓဖြာဖြာကိုပြီးစွမ်းတော်မူသောဘုရားရှင်ကိုယ်တော်မြတ်ကြီး၏သန္တိကံဝဋ္ဌတော်မှာဒေသိတံတဆင့်ခံကဟောကြားအပ်သောဣမံဓမ္မဒေသနာမိမိရဲ့ဒါနကောင်းမှုသည်ပါရမီမြောက်တဲ့ကောင်းမှုဖြစ်ဖို့ရန်ရည်တန်အာယုံပြု၍ဟောကြားအပ်သောလူထပ်ပါစေအမည်ပေးလိုက်တဲ့ဣတရားဒေသနာတော်မြတ်ကိုဒုနေတဝါကောင်းစွာယောသေနာကြကြကုန်ပြည်သည်ဖြစ်၍အဘိနန္ဒနာစေတေနာအလွန်နှစ်သက်ရွှင်လန်းဝမ်းမြောက်ဝမ်းသာပီတိဖြာကြကုန်လျက်အဘိနန္ဒနာစေတေနာဟောဒီကိုယ်တော်သူပြောတော်လေသူမေတော်ကြီးရှိတဲ့နန်းလို့ပြောတယ်သူဟောလိုက်ပြန်တော့လည်းပဲတရားရက်ွက်တရားလမ်းလို့2 နာရီတော့မပြည့်ပါလားသူရှိခြင်းတော့လည်းရှိတယ်သူတိုးခြင်းတော့လည်းတိုးပြန်နေလို့တရားလေးသဘောစကားနဲ့ပိုင်းသွားတဲ့အတွက်ကြောင့်စိတ်ထဲမှာမတင်းမကြသဘောစကားနဲ့ပြန်ရမယ်ဆိုရင်ပရိသတ်ကြီးအပြစ်တွေနဲ့တော်ရန်တင်မနေနဲ့ဟောဒီကိုယ်တော်တရားဝဲတော်ပါပြီပြောရင်ကနေမနက်ဖြန်ဟိုဘနာကလာသာလမ်းမှာလဲဒီမျက်နာကြီးပဲထိုင်ပြီးတော့ဖွင့်ပွဲအခမ်းအနားကျင်းပလို့ဟောရအောင်မှာဖြစ်ပါတယ်ဒါကြောင့်ဟောဒီတရားဝဲတော်တဲ့ထင်ရင်မကျေနပ်တစ်ကပြန်စဖို့မနက်ဖြန်ဟိုဘလမ်းကြွားကြပါလို့ဖိတ်ခေါ်ရင်းဖြင့်ပရိသတ်ကြီးမြန်လေးပြင်းလို့ကြည်ကြည်လင်းလင်းဝမ်းမြောက်ဝမ်းသာပီတိဖြာရကုန်လျက်သာဓုသာဓုတိသာဓုသာဓုသာဓုလို့ခေါ်သောသူတော်ကောင်းသူမျက်လုံးတို့ရဲ့ကောင်းမြတ်တဲ့ကြွေးကြော်သံကိုဘာသာထားသုံးချိန်သုံးဝနှုံမြဟ၍ကောင်းစွာမသွေကျွေးလိုက်ကြလေကုန်ရသတည်း